ကားရဲ့အစမှာခလေးရွယ်သားရှိသေးတဲ့ခလက်ခန့်ကသူ့တငယ်ချင်းနဲ့အတူရုပ်ရှင်ကြည့်နေခဲ့ပါတယ်ရုပ်ရှင်ထဲမှာဂျိုသားတယောက်ကကောင်မလေးကိုတတ်လိုက်တာကြောင့်သူ့တငယ်ချင်းကကြောက်လန့်နေပြီးဂျိုသားတွေကကြောက်စရာကောင်းတယ်လို့ခလက်ကပြောလာပါတယ်ဒါကိုကြတော့ခလက်ဝမ်းနေသွားပြီးငိုလာတာကြောင့်သူ့တငယ်ချင်းရဲ့အမိကလည်းခလက်ရဲ့အဖေကိုဖုန်းခေါ်ပြီးခလက်ကိုလာခဲ့ဖို့ပြောလိုက်ရပါတယ်အပြန်လမ်းမှာခလက်ရဲ့အဖေကတငယ်ချင်းကိုတခုခုပြောလိုက်သေးလားလို့မေးလာပေမဲ့ခလက်ကတော့ဘာမှပြန်မဖြေတာပါဘူးနောက်နေ့မှာတော့ခလက်သူ့ကိုယ်သူဘယ်သူလဲလို့စဉ်းစားနေမိပြီးဘာကြောင့်သူဟာတခြားသူတွေနဲ့မတူတာလဲဆိုပြီးမေးခွန်းထုတ်နေခဲ့ပါတယ်နေ့တော့ကြာပြီးနောက်ကြေးပြင်းလာတဲ့ခလက်ခန့်ကသတင်းစာတိုက်တစ်ခုမှအလုံးတင်အပြည့်ဝင်လုပ်နေပါပြီခလက်ဖုံနဲ့သူ့မိဘတွေကိုဆက်သွယ်နေပြီးသူ့မိဘတွေကလည်းစူပါဆောင်းအားတွေကိုတတိထားပြီးသုံးဖို့မှာနေခဲ့ပါတယ်ခလက်မသိလိုက်တာကတော့လမ်းတစ်ဖက်ကနေအနက်ရောက်အဝတ်စားဝတ်ထားတဲ့အမည်မသိလူတစ်ယောက်ကခလက်ကိုစောင့်ကြည့်နေတာပါပဲခလက်သတင်းစာရှင်းလင်းပွဲတစ်ခုစီရောက်လာခဲ့ပြီးလူသားတစ်ယောက်အာကာသထဲကိုလှမ်းကြည့်နိုင်တဲ့အာကာသမှန်တစ်ခုကိုလွတ်တင်ဖို့ပြင်ဆင်နေပါတယ်ဒီမှန်ကြီးကကမ္ဘာအပြင်မှာအသက်ရှိသတ္တဝါတွေရှိမရှိကိုသိရအောင်ကူညီပေးနိုင်တဲ့အရာပါအဲ့ဒီလူဝစ်လင်ကရှေ့ထွက်လာပြီးသူမကလူသားအစိုးရကနေတရားမဝင်ရန်ပုံငွေတွေယူထားကြောင်းနဲ့လူထုအတွက်အန္တရာယ်ရှိတဲ့စီမံကိန်းတွေကိုလုပ်နေတယ်လို့ဆွဆွဲလာပါတယ်လူဝစ်သူမအတန်ဖမ်းလာတာကိုဖွင့်ပြလာပြီးအဲ့ဒီမှတ်တမ်းထဲမှာလူသားကအစိုးရကိုဘလို့လက်စားပြီးရန်ပုံငွေအကြီးအကျယ်ရယူနိုင်ခဲ့တဲ့ဆိုတာကိုသူကိုယ်တိုင်ဂုဏ်ယူစွာနဲ့ပြောထားပါတယ်အတန်ဖိုင်မပြီးသေးခင်မှာပဲလူသားရဲ့လုံခြုံရေးဝန်ထမ်းကအတန်ဖားဆက်ကိုဖမ်းယူပြီးဖျက်ဆီးလိုက်ပါတယ်ဒါကိုမြင်တဲ့တဲ့တောက်တွေအားလုံးစိတ်လှုပ်ရှားသွားကြပြီးလူသားကိုမေကုန်းတွေမယမနာမေးလာကြပါတော့တဲ့လူအုပ်ရဲ့အနောက်မှာတော့ခလက်ကတန်ရှင်းရဲ့လုံသမားတယောက်နဲ့စကားပြောနေပြီးတန်ရှင်းသမားကစတာလက်အဆောက်အဦထဲမှာဂျိုသားတွေကိုဖမ်းဆီးထားနိုင်တဲ့အခန်းတွေနဲ့ထူးဆန်းတဲ့လက်နက်တွေရှိတယ်လို့ပြောလာပါတယ်အဲ့ဒီလက်နက်တွေကဂျိုသားတွေရဲ့အစွမ်းကိုအားနဲ့သွားစေနိုင်တဲ့အပြင်သူတို့ကဂျိုသားတွေတကယ်ရှိနေတဲ့ဆိုတာကိုသိထားတာမလို့ကြိုတင်ပြင်ဆင်နေကြတယ်လို့သူထင်ချောင်းပြောလာပါတယ်စိတ်ဝင်စားသွားတဲ့ခလက်ကထဲဝင်ပေးဖို့တောင်းဆိုလိုက်ပေမဲ့တန်ရှင်းသမားကတော့သူ့မှလည်းမိသားစုရှိတာမလို့ပြဿနာမဖြစ်ချင်ဘူးဆိုပြီးညင်းလာပါတယ်အဲအချိန်ဒုံမြတ်လှုပ်တင်တော့မဲ့ရေရွက်ကိုစားရည်နေတာကိုကြားလိုက်ရပြီးဒုံမြတ်လှုပ်တင်လိုက်ပါတော့တဲ့ဒုံမြတ်ကအမြင့်ပေတနေရာအရောက်မှာအင်ဂျင်တွေမီးလောင်ပြီးမျိုးဘက်ကိုဦးတည်ကျသွားတော့မယ်ဆိုတာကိုတွေးလိုက်ရတာကြောင့်ခါလက်ချက်ချင်းလှုပ်ရှားပြီးဒုံမြတ်ကိုမျိုးကနေဝေးအောင်တွန်းကန်ရင်အာကာသအပြင်ကိုပို့လိုက်ပါတယ်နောက်နေ့ Daily Planet သတင်းစာတိုင်းမှာခါလက်ရဲ့အထက်လူကြီးက Louis Lane ကိုသတင်းတော်အဖြစ်တရားဝင်မိတ်ဆက်ပေးလာပြီးဘွဲလွန်ကျောင်းသားတယောက်ကဒီလောက်မြင်မြန်ကြီးတရားဝင်သတင်းတော်ဖြစ်လာတာကိုလူအများကမကြိုက်ကြပါဘူးခါလက်ကော်ပီကူးတဲ့အခန်းထဲမှာ Louis ကိုတွေ့လိုက်ရပြီးဘလို့လုပ်ပြီးနိုင်ငံထဲကအင်အားကြီးဆုံးလူတစ်ယောက်ကိုဖြုတ်ချနိုင်ခဲ့တာလေလို့မေးလိုက်ပါတယ် Louis ကလည်းအင်အားရှိတဲ့လူတွေကကိုယ့်ကိုမထိခိုက်နိုင်ဘူးလို့ထင်ကြတာကြောင့်တတိလက်လို့ဖြစ်တတ်ကြတယ်လို့ပြန်ပြောလာပါတယ်လူရထွက်သွားပြီးတဲ့နောက်မှာခါလက်သူမရင်းနေတဲ့ဆောင်းပါးကစူပါမန်အကြောင်းဖြစ်နေမှတွေ့လိုက်ရပါတယ်နောက်နေ့မနက်မှာစတာလက်ကနေအမည်မသိတဲ့အရာတစ်ခုကကဘာကိုလာနေကြောင်းကြော်ကြပါတယ်ခါလက်လည်းချက်ချင်းဆိုသလိုပဲစူပါမန်အဖြစ်ပြောင်းလဲလာပြီးအဲ့ဒီအရာကိုသွားတွေ့ပါတယ်အဲ့ဒီမှာလိုဘိုဆိုတဲ့ကျေးစားအမဲလိုက်သမားနဲ့တွေ့လိုက်ရပြီးလိုဘိုကခါလက်ဟာနောက်ဆုံးချက်နဲ့ခရစ်ပတိုနီယံမလို့စုကျေးကြီးထုတ်ကန်ထားရတယ်လို့ပြောပါတယ်အဲ့လိုနဲ့လိုဘိုနဲ့ခါလက်တို့နှစ်ယောက်စတိုက်ခဲ့ကြပြီးတိုက်ပွဲကလည်းအတော်လေးပြင်းထန်နေသလိုခါလက်လိုဘိုကိုအနိုင်ရဖို့ကလည်းထေသလောက်လွယ်ကူမနေပါဘူးသူတို့တိုက်ခိုက်ကြချိန်မှာသူတို့နှစ်ယောက်စလုံးစတာလက်အဆောက်အုံတွေကိုရောက်လာခဲ့ကြပြီးအဲ့ဒီအချိန်အရင်ကခါလက်နဲ့စကားပြောမှုတဲ့တန်ရှင်းသမားကတခြားသူတွေကိုလွတ်မြောက်အောင်ကယ်ထုတ်ပေးနိုင်ခဲ့ပေမဲ့သူကိုယ်တိုင်ကတော့အဆောက်အုံဖျက်ဆီးမှုအောက်မှာဖိမိသွားပါတယ်ခါလက်တန်ရှင်းသမားကိုမမြင်မဲ့လိုဘိုနဲ့သာဇက်တိုက်ခိုက်နေပြီးရုတ်တရက်လိုဘိုကကရိယာတစ်ခုကိုခါလက်ဘက်ကိုပြစ်လိုက်ပါတော့တဲ့အဲ့ဒီကရိယာကခရမ်းရောင်အရေးတစ်မျိုးကိုထုတ်လက်လာပြီးခါလက်ရှောင်လိုက်နိုင်ပေမဲ့တန်ရှင်းသမားကတော့လုံးဝဖုံးလန်းခံလိုက်ရပါတယ်မကြခင်မှာပဲသတင်းတောက်တွေစူပါမန်နဲ့လိုဘိုတို့တိုက်ခိုက်နေကြတာကိုရိုက်ကူးဖို့အပြင်ဘက်မှာစုဝေးလာကြပြီးခါလက်ကလိုဘိုကိုလက်သီးနဲ့အဝေးကိုလွှဲထွက်တဲ့အထိထိုးပေးလိုက်ပေမဲ့လိုဘိုကချက်ချင်းပြန်ထလာပြီးပိုအင်အားကြီးတဲ့လက်သီးနဲ့ခါလက်ကိုပြန်တိုက်ခိုက်လာပါတယ်ခါလက်ရဲ့အင်အားတွေရောကြလာပြီးမြေပြင်ပေါ်လဲကျသွားတာကြောင့်လိုဘိုကသူ့ကိုရရက်ဆက်ဆက်ထိုးနှက်လာပါတယ်ခါလက်ကိုအဆုံးသတ်တော့မဲ့အချိန်မှာပဲစူပါမန်နဲ့တူညီတဲ့အင်အားရှိတဲ့မာတင်တယောက်ကပေါ်လာပြီးလိုဘိုကိုတိုက်ခိုက်လာပါတယ်ဒါကြောင့်ခါလက်ကနေစီကိုပြန်တန်းဖို့အချိန်ရောက်သွားပြီးသူ့အင်အားတွေကိုပြန်ဖြည့်လိုက်နိုင်ပါတယ်စွဲရင်းနေပြန်ဖြည့်သွားတဲ့ခါလက်လည်းကဘာမျိုးကိုပြန်လာပြီးလိုဘိုကိုအပြတ်သက်အနိုင်ယူလိုက်နိုင်ပါတော့တဲ့နောက်မနေ့ခါလက်အလုပ်ကိုရောက်လာချိန်မှာတော့သတင်းစာတဲ့ရဲ့အက်ဒီတာချုပ်ကအဖွဲသားတွေကစူပါမန်အကြောင်းကိုသာအာယုံဆိုင်နေကြတာကိုမကျေနပ်ပါဘူး။သူကစူပါမန်နဲ့ပိုအရေးကြီးတဲ့ဂျိုသားအကြောင်းတွေကိုစူးစမ်းဖော်ထုတ်ဖို့လိုတယ်လို့ပြောပါတယ်။ခါလက်လိုဝစ်ကိုစူပါမန်နဲ့အင်တာဗျူးရှိတယ်လို့သတိပေးလိုက်ပေမဲ့လိုဝစ်ကခါလက်ကိုလက်လျူရှုထားပြီးစူပါမန်ရဲ့အမှန်တရားကိုမဖော်ထုတ်မနိုင်ချင်ရမှာမဟုတ်ဘူးလို့ပြောပါတယ်။သူမကစတာလက်ထဲမှာဖမ်းဆီးထားတဲ့လိုဘိုကိုအင်တာဗျူးလုပ်ပြီးစူပါမန်အကြောင်းကိုစုံစမ်းသွားမှာပါ။စိတ်မကောင်းဖြစ်သွားတဲ့ခါလက်လည်းသူမိဘတွေရှိတဲ့မြို့ငယ်တွေစီပြန်ရောက်လာပြီးလူတွေဟာသူ့ကိုဂျိုသားလို့သတ်မှတ်နေကြကြောင်းပြောလာပါတယ်။ခါလက်ရဲ့အဖေတဲ့လူတွေသာခါလက်ရဲ့အမှန်တရားကိုသိသွားရင်အစိုးရကဖမ်းဆီးပြီးစမ်းသပ်မှုတွေလုပ်မှကိုစိုးရိမ်နေခဲ့ပါတယ်။တပတ်မှာတော့တန်ရှင်းသမားရဲ့မိသားစုကတန်ရှင်းသမားခွဲစိတ်ခန်းထဲကနေထွက်လာမယ့်အချိန်ကိုစောင့်နေကြပြီးအထက်ကဆရာဝန်ကတော့တန်ရှင်းသမားရဲ့အတွင်းအင်္ဂါတွေကထိုးစမ်းတဲ့အနေနဲ့ပျက်စီးနေတာကိုတွေ့လိုက်ကြရပါတယ်။သူတို့ခွဲစိတ်နေကြတော့ခွဲစိတ်ကလေးပေါ်ကတန်ရှင်းသမားကရုတ်တရက်ထားထိုင်လာပြီးဆရာဝန်လက်ကိုဖမ်းဆွဲလာသလိုခွဲစိတ်ခန်းထဲကဆရာဝန်အားလုံးကိုတက်ပြီးထွက်သွားပါတော့တဲ့မျိုးငယ်လေးကခါလက်နဲ့သူ့မိဘတွေကတော့အပြင်မှာညစာစားပြီးအိမ်ပြန်လာချိန်မှာခါလက်ကကားကိုရက်ခိုင်းလာပါတယ်။အိမ်ရှိမှာအနက်ရောင်ဝယ်ထားတဲ့လူတယောက်ရက်နေပြီးအဲ့ဒီလူကခါလက်ရဲ့အဖေကိုခါလက်ပမာလဲလို့မေးလာပြီးခါလက်ရဲ့အဖေကပြန်မဖြေတာမလို့သူ့ရဲ့မှတ်ဉာဏ်တွေကိုဝင်ကြည့်လာပါတယ်။အဲ့ဒီခါလက်ထွက်လာပြီးတိုက်ခိုက်လာပေမဲ့သူတိုက်ခိုက်မှုတွေကိုတစ်ဖက်သူကလွယ်ကူပဲရှောင်သွားပါတယ်။အဲ့ဒီလူကသူ့ကိုယ်သူဂျုံလုံးမိတ်ဆက်လာပြီးလိုဘိုနဲ့တိုက်ပွဲတုန်းကခါလက်ကိုကယ်ခဲ့တဲ့သူဖြစ်ကြောင်းပြောပြလာပါတယ်။
သူကခါလက်နဲ့စကားပြောခြင်းတယ်လို့ပြောလာပြီးသူတို့နှစ်ယောက်အိမ်ထဲဝင်လိုက်ကြပါတော့တယ်အဲ့ဒီအချိန်တန်ရှင်းသမားကဆေးဆိုင်တစ်ဆိုင်ကိုရောက်လာပြီးနာကျင်မှုသက်သာစေမဲ့ဆေးတွေကိုကောင်တာကဆရာအောင်စီမှာတောင်းလိုက်ပေမဲ့ဆရာအောင်ကဆေးထောက်ခံကြပါမှဝယ်လို့ရမယ်လို့ပြောလာပြီးမရောက်ပါဘူးဒါကြောင့်တန်ရှင်းသမားလည်းတစ်ဖက်သူရဲ့အသက်ဆွမ်းရင်ကိုဆုပ်ယူလိုက်ပြီးတပ်ပစ်လိုက်တော့သူလိုချင်တဲ့ဆေးကိုတွားယူပါတော့တယ်တစ်ဖက်မှာတော့ခါလက်မိသားစုအိမ်မှာခါလက်နဲ့ဂျွန်တို့စကားပြောနေကြပြီးဂျွန်ကခါလက်ကိုသူတို့နှစ်ယောက်လုံးကအကိုမျိုးနိုင်ရဲ့နောက်ဆုံးကြံတဲ့သူတွေဖြစ်ကြောင်းပြောလာပါတယ်သူကခါလက်ရဲ့စွမ်းအားတွေကိုခန်းစားမိတဲ့အချိန်မှာနောက်ထပ်သူ့လိုလူမျိုးတယောက်အသက်ရှင်နေတယ်လို့ထင်ပြီးခါလက်နဲ့စိတ်ချင်းဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ခါလက်ကသူ့မျိုးနဲ့ကမဟုတ်ပဲအဲ့ဒါခါလက်ရဲ့မှတ်ညံတွေထက်ကခါလက်ရဲ့ဂျိုအကြောင်းတွေးလိုက်ရပြီးခရစ်ပတန်ဂျိုသားတယောက်မှသိလိုက်ရပါတယ်ခါလက်သူ့အကြောင်းကိုပိုဖုံးွက်လေလူတွေကသူ့အကြောင်းကိုပုံစုံစမ်းလေပါပဲနောက်နေ့မှနဲ့ခါလက်ရဲ့အမေကသူ့အတွက်သူမချုပ်ထားပြီးတဲ့စူပါဟီးရိုးအဝတ်တစ်ထည်နဲ့ဝင်းရုံရှိတစ်ထည်ပေးလာပါတယ်အဲ့အဝတ်တွေကခါလက်ကိုသူမတို့ကောက်ရတော့ကခါလက်ကိုယ်ထဲမှာပတ်ပေးထားတဲ့အဝတ်စားတွေပါဂျိုသားတွေရဲ့အဝတ်စားမလို့ခါလက်စူပါမန်ဖြစ်ပြောင်းတဲ့အချိန်ဝတ်ဖို့သူမချုပ်ပေးခဲ့တာပါခါလက်အရန်ကျင်နေသွားပြီးအဲ့ချိန်ခါလက်ရဲ့အဖေလည်းအိမ်ပြန်ရောက်လာခဲ့ပါတယ်ဒီနေ့ထုတ်ထားတဲ့သတင်းစာထဲမှာလူရစ်ကစူပါမန်အကြောင်းရေးသားထားတဲ့ဆောင်းပါးကိုထိပ်စီးပိုင်းသတင်းစာအနေနဲ့ထုတ်ဝေထားကြောင်းပြလာပါတယ်ခါလက်ဆောင်းပါးကိုဖတ်ကြည့်လိုက်တော့လူရစ်ကလိုဘိုကိုအင်တာဗျူးပြီးစူပါမန်ဘယ်သူလဲဆိုတဲ့အကြောင်းထုတ်ဝေမယ်လို့ရေးထားတာတွေ့လိုက်ရပါတယ်အဲ့ဒီလူရစ်တယောက်လိုဘိုကိုအင်တာဗျူးနေခဲ့ပြီးလိုဘိုကတော့သူဖြေချင်တာပဲရှောက်ပြေနေခဲ့ပါတယ်လူရစ်အပြင်ထွက်ဖို့လုံခြုံရေးတွေကိုတကားဖွင့်ခိုင်းလိုက်ပေမဲ့အပြင်ဘက်မှာအလောင်းတွေအများကြီးရှိနေတာကိုတွေ့သွားပါတယ်အဲ့ဒီတန်ရှင်းသမားရောက်လာပြီးတကားကိုချိုးပြပြီးဝင်လာတော့လူရစ်လည်းအမြန်ထွက်ပြေးပုန်းလျှောက်လိုက်ရတာကြောင့်တန်ရှင်းသမားလက်ကနေလွတ်သွားပါတယ်လူဝစ်လိုဘိုနဲ့တန်ရှင်းသမားတို့ရဲ့အဖြစ်အပျက်တွေကိုဗီဒီယိုရိုက်ထားပြီးသိမကြခင်မှာတန်ရှင်းသမားကလူဝစ်ကိုတတိထားပြီးသွားပြီးလူဝစ်ကိုတတ်တော့မဲ့အချိန်မှာပဲလုံခြုံရေးဝန်ထမ်းနှစ်ယောက်ပေါ်လာပြီးတနက်နဲ့ပြစ်လာကြပေမဲ့ကြီးတန်တွေကတန်ရှင်းသမားကိုမထိခိုက်နိုင်ပါဘူးအဲ့ဒီအချိန်စူပါမန်ရောက်လာပြီးလူဝစ်ကိုလုံခြုံတဲ့နေရာပို့ပေးလိုက်ပြီးစူပါမန်နဲ့ဂျွန်နဲ့ဂျိုသားပုံစံဖြစ်သွားတဲ့တန်ရှင်းသမားကိုအတူတူတိုက်ခိုက်ကြပြီးဂျွန်ကလူတွေကိုကယ်ထုတ်နေချိန်မှာစူပါမန်ကဂျိုသားနဲ့ချနေပါတယ်ဖြစ်ချင်တော့ဂျိုသားကစူပါမန်ရဲ့အသက်ဆွမ်းကိုစုပ်ယူစာပြုလာတာကြောင့်ဂျွန်လည်းလာကိုတိုက်ပေးလာပြီးဂျွန်ပါဆွမ်းတွေကိုစုပ်ယူခံလိုက်ရပါတယ်ဂျိုသားကစူပါမန်ရဲ့အစွမ်းကိုစုပ်ယူတာကြောင့်စူပါမန်ရဲ့လေဆာမျက်လုံးကိုသုံးပြီးဂျွန်ကိုမိရှို့တက်လိုက်ပါတော့တယ်စူပါအစွမ်းနဲ့မရှိတော့တဲ့ခါလက်လည်းဂျုံကိုသွားခဲ့ဖို့အားမရှိတော့သူတို့ဂျိုသားကောင်ထွက်သွားတာကိုပဲကြည့်နေနိုင်ခဲ့ပါတယ်ခါလက်သူ့တိုက်ခန်းမှာပြန်လို့လာခဲ့ပြီးခဏကြာမှလိုရစ်ကခါလက်ရဲ့တိုက်ခန်းကိုရောက်လာပါတယ်ခါလက်စိတ်မကြည်တာကိုမြင်တော့အလုံးကြောင်းလို့ထင်လိုက်ပြီးသူမတို့ရွေးချယ်ထားတဲ့တဲ့တောင်အလုပ်ကအရန်ခက်ခဲတဲ့အကြောင်းပြောပြလာပါတယ်အမြင့်ဆုံးအဆင့်ကိုရောက်ဖို့ဆိုရင်အခက်အခဲတွေကိုတိုက်ခိုက်ကျော်လွှားရမယ်လို့သူမပြောလာပါတယ်လူဝစ်ကခါလက်ကိုတခါတလေကိုထပ်ဖို့တက်ကြွတဲ့သူစီကိုအကူကြီးသွားတောင်းတင်တယ်လို့တတိပေးလာပြီးသူမကိုသူမရည်ညွှန်းပြောလိုက်ပေမဲ့ခါလက်ကတော့အဲ့ဒီစကားကိုကြားလိုက်ရချိန်မှာလက်စုဆောင်ကိုတတိရသွားပါတယ်ခါလက်ထောင်ထဲမှာရှိနေတဲ့လက်ကိုသွားတွေ့ပြီးသူ့ကိုအာကာသထဲပို့နိုင်မယ်နီလန်တစ်ခုပေးဖို့တောင်းဆိုလိုက်ပါတယ်လက်စလည်းစူပါမန်ကအင်အားတွေမရှိတော့တာကြောင့်နေရာကိုအနီးကရဖို့လိုအပ်မယ်နားလည်သွားပါတယ်လူသားကစူပါမန်နဲ့ပူပေါင်းပြီးအချင်းချင်းကိုညီဖို့သဘောတူလိုက်ပါတယ်တဖက်မှာတော့ဂျိုသားကသူ့အိမ်သူပြန်ရောက်နေပြီးမိမဖြစ်သူကကိုဝင်နဲ့ကလေးတယောက်ရှိနေတာမလို့အခက်အခဲတွေကိုကြော်ဖြတ်နေရပါတယ်အဲ့ဒီအချိန်သမီးဖြစ်သူကအဲခဲနဲ့ဝင်လာပြီးဂျိုသားကိုတွေ့လိုက်ရတာမလို့ကြောက်လန့်နေကြတဲ့အော်ဟစ်လိုက်ပါတယ်တဖက်မှာတော့လူသားကစူပါမန်ကိုသူ့ရဲ့သူတေသနာအခန်းထဲကိုခေါ်လာပြီးဂျိုသားကစူပါမန်ရဲ့စွမ်းရည်တွေကိုစုပ်ယူလိုက်တာမလို့အဲဂျိုသားမှာစူပါမန်ရဲ့အားသာချက်တွေအပြင်အားနည်းချက်တွေပါရှိနေလိမ့်မယ်လို့ပြောလာပါတယ်စူပါမန်ရဲ့တခုတည်းသောအားနည်းချက်ကခရစ်ပတိုကြောက်တုံးဆိုတာလူသားသိနေပြီးလိုဘိုစီမှာအဲကြောက်တုံးရှိနေတာမလို့သူတို့လိုဘိုနဲ့ပါပူးပေါင်းလိုက်ကြပါတယ်သူတို့တော့လူမရှိတဲ့ကျုံတစ်ခုကိုရောက်လာကြပြီးလက်ကမြို့တစ်မြို့လုံးရဲ့လျှက်စစ်အရာကိုတုံးကကျုံကိုအလင်းရောက်နေတဲ့ပြည့်စည်လိုက်ပါတယ်အဲ့ဒီအလင်းကဂျိုသားကိုဆွဲဆောင်နိုင်လိုက်တာမလို့သူတို့စီစဉ်ထားတဲ့အတိုင်းဂျိုသားကလည်းပေါ်လာပါတယ်ခါလက်ကသူ့စီကဆွဲရင်းတွေကိုဂျိုသားကိုစုပ်ယူခိုင်းတာပြီးလိုဘိုကလည်းဂျိုသားကိုတိုက်ခိုက်ပါတယ်ဒါပေမဲ့ဂျိုသားကသူတို့နှစ်ယောက်ကိုအနိုင်ယူပြီးလိုဘိုကိုဖမ်းလာတာကြောင့်လိုဘိုသူ့ကိုသူဖောက်ခွဲလိုက်ပြီးဂျိုသားကိုတပ်ဖို့ဂျိုသားပေမဲ့အဲအစားဂျိုသားကပိုပြီးအင်အားကြီးလာပါတယ်လူသားလိုဘိုရဲ့ပျက်စီးနေတဲ့ခန္ဓာကိုယ်ကနေခွင်ပတိုကြောက်တုံးကိုယူလိုက်ပြီးလက်နက်တစ်ခုမှထည့်သွင်းလိုက်ပါတယ်ဂျိုသားကစူပါမန်ရဲ့အင်အားတွေကိုစုပ်ယူနေချိန်မှာလူသားလက်နက်နဲ့သူ့ကိုပစ်ခတ်လာဂျိုသားကိုတိုက်ခိုက်လိုက်ပါတယ်အဲအကျလူသားကခါလက်ကိုပါအဲလက်နဲ့တိုက်ခိုက်တာပြီးခါလက်လည်းအင်အားတွေလုံးဝကုန်ခန်းသွားပြီးမြေပေါ်လဲကျသွားပါတယ်ခါလက်ကိုတတ်တော့မဲ့အချိန်မှာပဲဂျွန်ရုတ်တရက်ပေါ်လာပြီးလူသားကိုတိုက်ခိုက်တားဆီးလာပါတယ်သူတို့အာယုံပြောင်းနေချိန်မှာဂျိုသားကပြန်သိရလာပြီးလူတွေကိုအန်ရပေးဖို့သွားနေပါပြီဂျိုသားမှာသူ့ရဲ့အားနည်းချက်အားသာချက်တွေရှိနေရင်သူလူသားတွေကိုကောက်ဝယ်ပေးခြင်းနဲ့စိတ်ဓာတ်ရှိနေမှာပဲဆိုတာသိလိုက်ပါတယ်ဂျိုသားရဲ့မိသားစုအကြောင်းပြန်သတိပေးလာပြီးခါလက်လည်းလူကုန်ကြီးရှိပါတယ်ဒီဂျိုသားကဂျိုသားမဟုတ်ပဲတန်ရှင်းသမားကနေဖြစ်လာတဲ့လူဖြစ်ချောင်းပြပြလာပြီးသူကိုယ်တိုင်ကတော့ကမ္ဘာအပြင်ကနေလာတဲ့ဂျိုသားတယောက်ဖြစ်ကြောင်းကိုပြပြလိုက်ပါတယ်ခါလက်စကားပြောပြီးချိန်မှာတန်ရှင်းသမားနဲ့လူအုပ်ထဲကသူ့မိသားစုတွေကိုတွေ့လိုက်ပါတယ်ဒါပေမဲ့လူတချို့ကသူ့ကိုတိုက်ခိုက်လာတာကြောင့်ဂျိုသားဒေါသထွက်သွားပြီးစူပါမန်နဲ့တားဆီးဖို့ကြိုးစားပေမဲ့သူရဲ့စွမ်းရည်နဲ့ထပ်ဆုပ်ယူခံလိုက်ရပါတယ်အဲ့ဒီအချိန်လူသားရဲ့ထိတ်ထုတ်ခံတဲ့ကနေအဝါရောက်အလင်းကြီးထွက်လာတာကိုတွေ့လိုက်ရပြီးဂျိုသားလည်းအဲ့အလင်းကြီးကိုအမြန်ပြေးပြီးစွမ်းရည်ကိုဆုပ်ယူလိုက်ပေမဲ့စွမ်းရည်နဲ့အရန်များပြားသွားတာကြောင့်ဂျိုသားမခံနိုင်တော့ပဲကြောက်တုံးအဖြစ်ပြောင်းသွားပါတယ်နောက်ခဏမှပဲဖုံအဖြစ်ပြောက်ကွယ်သွားပြီးတန်ရှင်းသမားရဲ့အယိုးမုံတွေကသာချန်ခဲ့ပါတယ်ရဲအနေငယ်ကြပြီးတဲ့နောက်မှာတော့ခါလက်တယောက်ဂျုံနဲ့လိုဘိုနဲ့တူရှိနေခဲ့ပြီးလိုဘိုကမသိမျိုးတယောက်မလို့ပောက်ကွယ်မှုမှာသူအသက်ရှင်နေကြောင်းပြောလာပါတယ်ဒါအပြင်ခါလက်နဲ့ဂျွန်တို့တွေကသူတို့မျိုးနွယ်ရဲ့နောက်ဆုံးရှင်ကျန်သူတွေမဟုတ်ဘူးလို့ပြောပြီးအာကာသထဲကိုပြန်ထွက်သွားပါတော့တယ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာတော့နာဇီတွေကပိုလန်ကိုချီတက်နေကြသလိုဥရောပနိုင်ငံတော်တော်များများကိုလည်းသိမ်းပြီးသွားကြပါပြီ။ဒါအပြင်သူတို့ကရှေးဟောင်းအမွေအနှစ်တွေကိုလည်းလိုက်ချနေကြပြီးသူတို့မှထူးဆန်းတဲ့စွမ်းအားတွေလည်းရှိနေလိမ့်မယ်လို့အမေရိကန်တွေစဉ်းစားမိကြပါတယ်။နာဇီတွေကိုရင်ဆိုင်နိုင်ဖို့သူတို့ဘက်မှလည်းထူးခြားတဲ့အဖွဲ့တစ်ဖက်ကိုပြင်ဆင်ထားပါတယ်။တိုင်လာလို့ခေါ်တဲ့သိပ္ပံပညာရှင်ကဆေးရည်တောက်လိုက်တာနဲ့အမြန်ဆုံးခန္ဓာရည်နဲ့ခွန်အားတွေအရန်ကောင်းလာတဲ့သူပါ။ဒိုင်နာလန်စကတော့အတန်ဆွဲရည်ရှိသူဖြစ်ပြီးမကောင်းတဲ့သူအဖြစ်သတ်မှတ်ခံခဲ့ရဘူးပါတယ်။နောက်တစ်ယောက်ကတော့ဂျေကာရက်ဖြစ်ပြီးအမြန်ဆွဲရည်မှာသူ့ကိုမိတဲ့သူမရှိသေးပါဘူး။ကာတာဟော့ကတော့အီဂျစ်သားတစ်ယောက်ဖြစ်ပြီးအတောင်ပံတစ်စုံနဲ့တန်မာတဲ့အားလည်းပိုင်ဆိုင်ထားတဲ့အပြင်အခုသူပြန်လဲရှင်းသန်းလာတာ၄ချိန်မြောက်ရှိနေပါပြီ။သူတို့အဖွဲ့ကိုတော့ဒိုင်ယာနာကဥဆောင်သွားမှာဖြစ်ပြီးဒီကားထဲကဒိုင်ယာနာကတိတ်မလာဘူးလို့ထင်နေတာကျွန်တော်တယောက်ထဲတော့မသိပါဘူး။ဒီဘက်ကမှာတော့ဖလက်တယောက်ကြီးစားလေးနဲ့ရှာရှာပပပျော်ပွဲသားထွက်လာပြီးအရာရာကိုအသေးစိတ်ကအစလိုက်ကူးဆိုင်နေတာကြောင့်သွားလိုက်ပြန်လိုက်နဲ့သူ့မသူတော့မအားပါဘူး။အိုင်ရီကတော့သူမတို့ဒိတ်နေရင်ဘယ်ရီသူ့အဆွမ်းနဲ့တုံးသားကိုသဘောမကျပါဘူး။သူမတို့လည်းတာမန်အတွဲလေးလိုသာဒိတ်ချင်ပြီးကြီးစားပြစ်လာတဲ့တန်တန်းတစ်လျှောက်တဲ့ရန်သူတွေအနေနဲ့ပေးကြမှာဆိုလို့သူမတို့ကချစ်သူတွေဆိုတာကိုလှုပ်ဝက်ထားခဲ့ရပါတယ်။အိုင်ရီလည်းကြာလာတော့ဒီပုံတိုင်းဆက်မသွားချင်တော့ပဲသူမကိုလက်ထပ်မဲ့စိတ်ကူးမရှိရင်အခုပဲလမ်းခွဲလိုက်တာပိုကောင်းတယ်လို့ပြောလာပါတယ်။ဘယ်ရီအိုင်ရီကိုပြန်ချောဖို့ကြိုးစားနေချိန်မှာပဲတစ်ဖက်ကမြို့ထဲမှာတိုက်ခိုက်နေတဲ့အတန်တွေကြားလိုက်ရပြီးဘယ်ရီသွားကူညီပေးနေချိန်မှသိတဲ့အိုင်ရီကလည်းသွားကူခိုင်းလိုက်ပါတယ်။တစ်ဖက်မှာတော့စူပါမန်တယောက်သူ့ကိုအနာယူချင်နေတဲ့ဂျိုသားတစ်ကောင်နဲ့ချနေပြီးအဲကောင်ရဲ့စိတ်ရုပ်ကောင်လေးတွေစီမှာအချုပ်ခံထားရတာကြောင့်လုံးမရဖြစ်နေပါတော့တဲ့ဂျိုသားကလည်းစူပါမန်ကိုတတ်တော့မဲ့အချိန်မှာဖလက်ရောက်လာပြီးတားလိုက်နိုင်တယ်လို့စူပါမန်ကိုချုပ်ထားတဲ့စိတ်ရုပ်တွေကိုဖမ်းပေးခြင်းပေမဲ့တစ်ဖက်စိတ်ရုပ်တွေကထိတိုက်တာနဲ့လျှက်စစ်စီးနေမှသိလိုက်ရပါတယ်ဒါကြောင့်စိတ်ရုပ်တွေကိုခဲနဲ့ပေါက်ပြီးရှင်းပြလိုက်တယ်လို့စူပါမန်ကလည်းဂျိုသားကိုရှင်းဖို့သူနဲ့အဖွဲမလားလို့ဖလက်ကိုမေးလာပါတော့တဲ့သူတို့နှစ်ယောက်စကားပြောနေချိန်မှာဂျိုသားကသူတို့စီကိုလေဆာတွေနဲ့ပြစ်လာတာကြောင့်နှစ်ယောက်သားရှောင်လိုက်ရပြီးစူပါမန်ကလည်းတွေ့ရကားနဲ့ပြစ်ပဖို့လှုပ်လာပါတယ်ဒါပေမဲ့တစ်ဖက်ကဂျိုသားမှာခွေပတိုကြောက်တုံးရှိနေတာကြောင့်သူဘာမှလုံးမရဖြစ်နေပြီဂျိုသားကလည်းခွေပတိုနဲ့စူပါမန်ကိုပြစ်ဖို့လုပ်နေပါပြီဒါကိုဖလက်မြင်တော့စူပါမန်ကိုကဲဖို့ခွေပတိုကိုအမြတ်တားဖို့လုပ်လိုက်ပြီးသူသွားနေအိမ်မှာပဲတိုင်းစုံတွေကိုပါဖျက်မိသလိုဖြစ်သွားပါတော့တဲ့ဖလက်လည်းဘာမှမသိတာကြောင့်ဆက်ပြေးနေမိပြီးလူတယောက်ကသူ့ကိုဆက်ပြေးထားလို့ပြောနေတဲ့အတန်ကိုလည်းကြားလိုက်ရတာကြောင့်သူဆက်ပြေးဖို့ပဲရွေးချယ်လိုက်ပြီးတစ်ဖက်ကဒိုင်ယာနာတို့ဘက်မှာတော့ဒုတိယကမ္ဘာစစ်ကအခုထိမပြေးသေးပါဘူးသူတို့ဆွမ်းအားရှင်အဖွဲ့တွေနာဇီဘက်ကစစ်သားတွေကိုတိုက်ခိုက်နေကြပြီးဖလက်ရောက်လာချိန်မှာဒိုင်ယာနာနဲ့တန်းတို့ပါတော့တဲ့ဖလက်သူ့ကိုသူတော့ဘယ်နေရာရောက်လာမှမသိဖြစ်နေပေမဲ့ဒိုင်ယာနာကတော့ဒီထူးဆန်းတဲ့ကောင်ကနာဇီတွေဘက်ကဖိရမယ်လို့ထင်လိုက်ပြီးတမပေးဖို့ကြည့်နေပေမဲ့ဖလက်ရပုံကမဦးမလန်နဲ့မလို့ဒိုင်ယာနာတေချာစဉ်းစားသွားရပါတယ်ကျန်တဲ့အဖွဲ့သားတွေလည်းရောက်လာကြပြီးဖလက်ကိုတွေ့လိုက်ကြတော့ဖလက်တယောက်သူဒုတိယကမ္ဘာစစ်ပွဲကိုရောက်နေမှသတိထားမိလိုက်ပြီးသူကအနာဂတ်ကနေလာခဲ့တာလို့ပြောလိုက်ပါတော့တဲ့ဒိုင်ယာနာကတော့သိမယုံကျင်သေးပေမဲ့ဖလက်နောက်တစ်ယောက်ဖြစ်တဲ့ဂျီကာတွေကတော့ယုံပါတယ်အဲဒီစတီးရဲ့လေရင်ကရန်သူလေရင်ကြောင့်ပြက်ကြတော့မယ်ဆိုတာသူတို့တွေ့လိုက်ကြပြီးဒိုင်ယာနာလည်းစိုးရင်သွားပါတယ်ဖလက်နှစ်ယောက်ကသူ့ကိုကဲဖို့အပြေလောသွားကြပေမဲ့သူတို့ရဲ့အမြန်နှုံးတွေကတိတိတတ်တာကိုနှေးကွေးနေကြမယ်သိလိုက်ကြရပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်စတေးစီအချိန်မီရောက်သွားကြပြီးဖလက်တွေရဲ့ထုံးစံတိုင်းလေချောင်းတစ်ခုဖန်တီးရင်လေရင်ကိုမြေပြင်ပေါ်ချောချောမွေ့မွေ့ဆင်းသက်စေလိုက်ပါတယ်စတေးတဲ့သူ့ကိုယ်သူတည်ပြီးတော့ထင်ထားပေမဲ့အသက်ရှင်နေသေးတာကြောင့်အံ့ဩသွားခဲ့ပြီးဒိုင်ယာနာလည်းသူ့စီရောက်လာပါတယ်သူတို့တွေအခုချိန်မှာတပ်စခန်းစီကိုပြန်သွားလို့ရပေမဲ့နာဇီတပ်တွေထပ်လာနေပြီမလို့ရွာကိုဒီတိုင်းထားခဲ့လို့မရပါဘူးဒါကြောင့်သူတို့တွေလူခွဲပြီးသွားတိုက်ကြသလိုဖလက်ကိုတော့အနာဂတ်ကသာတကယ်လာခဲ့ရင်အတိတ်မှာဘာမှမလုပ်ဖို့ဂျေကာရစ်ကပြောလာပါတယ်ဒီလိုနဲ့ဖလက်စတီးနဲ့သာလိုက်သွားရပြီးကျန်တဲ့သူတွေကတော့နာဇီတွေနဲ့သွားတိုက်နေကြပါပြီအဲဒီညမှာတော့သူတို့တွေတပ်စခန်းစီကိုပြန်လာခဲ့ကြပြီးဒိုင်ယာနာနဲ့အတူစစ်ပွဲအကြောင်းကိုဆွေးနွေးနေခဲ့ကြပါတယ်ရှေ့စပီယာကသူမတို့ဘက်ကသတင်းပေးဖြစ်ပြီးဖလက်လည်းရှေ့စပီယာကိုမြင်မှုတို့လိုဖြစ်နေတာကြောင့်မေးဖို့ပြင်လိုက်ချိန်မှာပဲစတီတယောက်ပန်းစည်းကင်ပြီးရောက်လာပါတော့တဲ့စတီကဒိုင်ယာနာကိုလာလက်ထပ်ခွင့်တောင်းတာဖြစ်ပြီးဒိုင်ယာနာကပန်းစည်းကိုလက်ခံပေမဲ့လက်စွပ်ကိုတော့လက်မခံပါဘူးသူမလက်ထပ်ဖို့အချိန်မရှိသေးတာဖြစ်ပြီးစစ်ပွဲကြီးပြီးမှသာအေးစေးလေးလက်ထပ်ချင်ခဲ့ပါတယ်စတီကနေ့တိုင်းလက်ထပ်ခွင့်တောင်းနေကြဖြစ်ပြီးတခါမှလည်းလက်မလျှော့ခဲ့ပါဘူးဖလက်အတွက်တော့အတိတ်ကိုသာပြန်လာခဲ့ပေမဲ့ဒီလိုစွမ်းအားရှင်အဖွဲတွေရှိနေမယ်မကြဘူးလို့စွမ်းအားရှင်တွေဒီလိုအတူတူအလုပ်တွဲလုပ်နေတာကိုလည်းပထမဆုံးမြင်မှုတာပါသူတို့အားလုံးနာဇီတွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေကြသလိုရှေ့စပီယာရလာတဲ့ကုန်းစာကိုလည်းဖြည့်ဖို့လိုပါသေးတယ်ဖလက်ကတော့အနာဂတ်ကလာတဲ့သူဖြစ်တဲ့အပြင်စွမ်းအားရှင်တယောက်လည်းဖြစ်နေတာမလို့သူတို့ဘက်မှနေတာကအကောင်းဆုံးပဲလို့ဒိုင်ယာနာတို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါအပြင်ကုတ်ကိုပြေးပေးနိုင်မဲ့သူကိုလိုအပ်ပြီးအဲလူကိုဖန်ထားတဲ့နာဇီတွေရဲ့ခန္ဓာတစ်ခုစီသွားပါအောင်မယ်သူတို့တွေအညာမှနဲ့လှုပ်ရှားလိုက်ကြပြီးဟစ်တလာတေချာဖုံးကွယ်ထားတဲ့ခန္ဓာစီကိုခြိတက်သွားကြပါတော့တယ်သူတို့တွေတော်တဲ့ကဟစ်တလာဖွက်ထားတဲ့ခန်းစစ်စီရောက်လာကြချိန်မှာအထဲကိုဖောက်ဝင်ဖို့အခြေအနေကောင်းနေတာတွေ့လိုက်ကြရပြီးအဖွဲခွဲပြီးဝင်သွားလိုက်ကြပါတယ်ဒိုင်ယာနာနဲ့ဖလက်တို့နှစ်ယောက်အစောက်တွေကိုရှိပြီးအထဲဝင်လာကြချိန်မှာဂျေကာရီနဲ့ထိုင်လာတို့ကဗိုလ်ချုပ်တယောက်နဲ့ရင်ဆိုင်နေကြရပြီးဂျေကာရီတယောက်ဖလက်အသေးရောက်လာပြီးနောက်ပိုင်းသူ့အစွမ်းနဲ့ရောလာတာကြောင့်သူတိုက်ချင်းတို့တိုက်လို့မရနေပါဘူးအဲအချိန်ဗိုလ်ချုပ်နဲ့သူ့အဖွဲ့တွေကိုတော့ဖြည့်ရှင်းနိုင်ပြီးအဲအချိန်ဒိုင်နာလန်နဲ့ကာတာဟောတို့ကအစောက်ရှင်တဲ့အခန်းစီရောက်နေကြပါတယ်တစ်ဖက်ကဖလက်တို့ကတော့ရှေ့စပီယာဒီရောက်နေတယ်ဆိုတာသိလိုက်ရတာကြောင့်ရှေ့စပီယာကဘာလာလုပ်တယ်ဆိုတာမသိကြတော့တွားကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ရှေ့စပီယာကဒီနေရာကိုသတင်းယူဖို့ရောက်လာတာဖြစ်ပြီးအချင်းခန်းထဲကကောင်လေးတယောက်ကိုတွေ့တော့အဲကောင်လေးကသူ့စီပစ္စည်းတစ်ခုပေးလာပါတယ်လူတယောက်ကပေးခိုင်းလိုက်တာလို့ပြောလာပြီးအဲအချင်းအဆောက်တွေကရှေ့စပီယာကိုတနက်တွေနဲ့ပြစ်လာကြပါတော့တယ်ဖြစ်ချင်တော့ရှေ့စပီယာကိုထိတာတဲ့ကြီးစံတွေကပြုတ်ကျကုန်ပြီးဒိုင်ယာနာတို့ရောက်လာပြီးအဆောက်တွေကိုရှင်းပြလိုက်ချိန်မှာရှေ့စပီယာကလည်းစွမ်းအားရှင်တယောက်မှသိလိုက်ကြပါတယ်တစ်ဖက်ကဂျေကာရီတို့နဲ့ဒိုင်နာလန်တို့အဖွဲ့ဆုံသွားကြပြီးအခန်းတစ်ခန်းမှာအဖမ်းခံရတဲ့လူတယောက်ကိုတွေ့လိုက်ကြပါတယ်အဲလူကိုကာတာဟောအရင်ဘွားကသိခဲ့ပို့ပြီးဒီလိုအဖမ်းခံရလာမြင်တော့လက်ထိတ်တွေဖြုတ်ပေးလိုက်ပါတယ်တိုက်တာလည်းဒီလူကကိုဖီတဲ့သူမှန်သိလိုက်ရပြီးကာတာဟောအဲလူလက်ထဲကုန်းစာရွက်ကိုထည့်ပေးလိုက်ပါ
ပါတယ်။ဒါပေမဲ့အဲ့လူကစာရွက်ရမှပဲအတိမရှိတော့တဲ့ပုံပေါက်သွားတာမလို့တေပြီးလို့ထင်လိုက်ကြပေမဲ့မသေးသေးပဲရွှေရောင်အလင်းတွေနဲ့အတူပြန်ထိုးထားလာပါတယ်။တစ်ဖက်မှာတော့ရှေ့စပီယာကအစွမ်းနေရှိနေတဲ့သားနဲ့သူတို့ကမပြောတဲ့အပြင်စစ်ပွဲမှာလည်းမကူညီပေးခဲ့လို့ဒိုင်ယာနာကသိမကျေနပ်ပါဘူး။ဒါပေမဲ့ရှေ့စပီယာကတော့စိတ်ဝင်မတိုက်ချင်မဲ့သတင်းတောက်ပဲလုပ်ချင်တာပါ။ဖလက်လည်းအခုမှရှေ့စပီယာကိုသူမြင်မှုတို့ဖြစ်နေကြောင်းသိလိုက်ရပြီးရှေ့စပီယာကစူပါမန်မှသိလိုက်ရပါတော့တယ်။ရှေ့စပီယာကတော့စူပါမန်တွေဘာတွေမသိဘူးလို့ပြောလာတော့ဖလက်လည်းသူရောက်လာတာအတိတ်ကိုမဟုတ်ပဲတခြားစကြဝဠာတစ်ခုကအချိန်စီးကြောင်းတစ်ခုမှသဘောပေါက်လိုက်ရပါတယ်။ဒီအကြောင်းကိုဂျေကာတွေကိုတောပြောမယ်ဆိုပြီးဂျေရိုစီရောက်လာချိန်မှာဂျေရိုတွေကကုတ်ကနေပြလာတဲ့ကိုအော်ဒီနေတွေကိုတွေးနေကြပြီးဖြစ်ပြီးမြေပုံအရာတော့ဘာမြူလာသွေးကံကိုညွှန်ပြနေပါတယ်။ဖလက်ထိုင်ကိုဘော်ကလူကိုတွေးလိုက်ရတော့အဲ့လူကသူ့ကိုဒီနေရာခေါ်လာတဲ့သူမှမှတ်မိလိုက်ပါတယ်။သူဘလို့လုံးရင်ပြန်သွားလို့ရမလဲလို့မေးလိုက်တော့အဲ့လူကကိစ္စတစ်ခုကိုပြီးအောင်လုပ်ပြီးပြန်သွားလို့ရမယ်လို့ပြောလာပြီးနောက်ခဏမှာပဲရွှေရောင်အလင်းတန်းတွေနဲ့အတူပျောက်သွားပါတော့တယ်သူတို့တွေဘာမြူလာ3ကန်ကိုတွားကြဖို့ပြင်လိုက်ကြပြီးစတိကလည်းရီရောက်တဲ့စင်ဖို့ရေငုတ်တင်ပေါ်တစ်စင်ပြင်ပေးထားပါတယ်သူတို့တွေဘာမြူလာ3ကန်စီကိုရောက်လာကြချိန်မှာအခြားရန်သူတင်ပေါ်တွေလည်းရှိနေပြီးသူတို့ကိုတိုက်ခိုက်လာကြတာကြောင့်ရေစိမ့်နေတဲ့နေရာတွေကိုဖလက်နှစ်ယောက်ကလိုက်ဖပေးနေတဲ့အပြင်လျှက်စစ်တွေရအောင်လည်းလျှက်စစ်လုပ်ပေးနေကြပါသေးတယ်အပေါ်ကတင်ပေါ်တွေကလည်းဘုံတွေကျဲလာတာကြောင့်ဘုံတွေကိုဖယ်ဖို့ဒိုင်ယာနာအပြင်ထွက်လာပြီးဘုံတွေကိုရေပေါ်ပြန်ဖို့ပေးလိုက်ပါတော့တယ်အဲ့ဒီသူမနဲ့အတူတစ်ဖက်ရန်သူတွေကိုကူရှင်းပေးဖို့အတက်လန်တဲ့ရေရောက်လူသားတွေရောက်လာကြပြီးသူမတို့ကိုရေရောက်နန်းတော်စီကိုခေါ်သွားပေးလာပါတော့တယ်သူတို့တွေတင်ပေါ်ကနေထွက်လာကြချိန်မှာဘရင်အာသာရဲ့လက်ထောက်ကစောင့်ကြိုနေပြီးဘရင်နဲ့တွေ့ဖို့ခေါ်သွားပေးပါတယ်ဘရင်အာသာကသူတို့ရေပိုင်နဲ့ထဲလာပြီးဘာလာလောက်လာလဲလို့မေးလာတာကြောင့်ဒိုင်ယာနာလည်းနာဇီတွေကိုတိုက်ဖို့သူမတို့ဘက်ကနေနေပေးပါလို့တောင်းဆိုလာပါတယ်ဒါပေမဲ့သူ့အတွက်ဘာကြိုးမြတ်ရမှာလဲလို့အာသာမေးလာချိန်မှာတော့ဒိုင်ယာနာလည်းဟေတလာကကဘာကြီးတစ်ခုလုံးကိုသိမ်းမလို့ရေပေါ်ရောရေရောက်ပါချမ်းမမဟုတ်ကြောင်းပြောပါတယ်အာသာကိုသူ့ဘေးကလက်ထောက်ကခတ်တိုးစကားတွေပြောပြီးတဲ့နောက်မှာတော့အာသာကသူတို့နဲ့အပူပေါင်းကိုသဘောတူလာပါတယ်သူတို့ကိုပြစရာတစ်ခုရှိတာကြောင့်အခန်းတစ်ခုစီကိုခေါ်လာပြီးသူတို့အားလုံးရောက်လာချိန်မှာတော့မော်ဆွဲနဲ့အဖမ်းခံလိုက်ကြရပါတယ်အမှန်တော့သူ့နောက်ကလူကစိတ်ကိုထိန်းချုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်ပြီးတခါကပင်လယ်ဓမြတစ်ယောက်ပါတင်မောပြက်ပြီးရင်းနေချိန်မှာအတက်လန်ဒေသားတွေကသူ့ကိုကယ်ခဲ့တာဖြစ်ပြီးသူ့ရဲ့ဆွဲရင်နဲ့သူတို့ရဲ့ဘရင်ကိုစိတ်ထိန်ချုပ်လိုက်တာကိုတော့ဘယ်သူမှမသိကြပါဘူးအခုတော့အမေရိကတွေဘက်ကစွမ်းအားရှင်တွေကိုချုပ်ထားနိုင်လိုက်ပြီမလို့ဟေတလာကိုသတင်းသွားပေးဖို့ပဲကြံပါတော့တယ်သူတို့ထွက်သွားချိန်မှာထရန်နာတို့တွေသူမတို့ကိုဒီကိုရောက်မြားခေါ်ခံမှန်းသိလိုက်ကြပြီဒီကထွက်ဖို့နီးလန်းစဉ်းစားကြပြီဂျေကာတွေကတော့သူတို့ရဲ့အရှင်သားမြတ်ရင်အရာဝတ္ထုတွေကိုဖောက်ထွက်သွားနိုင်တယ်ဆိုတဲ့အကြောင်းပြောပြလာပါတယ်ဖလက်ကတော့အခုမှအဲ့လိုနီးလန်းရှိမှသိတာဖြစ်ပြီးဒီကဘာကိုသူရောက်လာပြီးဖလက်နှစ်ယောက်ဖြစ်သွားတာမလို့သူတို့နှစ်ယောက်တို့ရဲ့အမြန်တုံးတွေကအရင်ကတော့မရှိတော့မှလည်းသဘောပေါက်လိုက်ရပါတယ်ဒါကြောင့်နှစ်ယောက်ပေါင်းပြီးကျမ်းမြင့်ကိုအချိန်နဲ့ဖောက်ထွက်ဖို့လုပ်လိုက်ကြတာကြောင့်ဖလက်ကျမ်းမြင့်ကနေတခြားနှစ်ယောက်ကိုဖောက်ထွက်သွားလိုက်နိုင်ပါတယ်ဖလက်တယောက်ထွက်သွားနိုင်တာနဲ့သူ့အဖွဲ့ဝင်တွေကိုလှုပ်ပေးလိုက်ပြီးဘရင်အာသာတို့ကိုသွားရှာပြီးတိုက်ခိုက်ဖို့ပြင်လိုက်ကြပါတယ်ဒိုင်ယာနာနဲ့ဖလက်တို့ကဘရင်အာသာတို့နောက်လိုက်သွားကြချိန်ကျန်တဲ့သူတွေကတော့ရေငုတ်တင်မောနဲ့ပြန်ထွက်နေကြပါပြီဘရင်အာသာကသူ့ဘေးကလက်ထောက်ရဲ့စိတ်ထိန်ချုပ်ခံထားရပြီးပင်လယ်ရေအောက်ထဲကအကောင်ကြီးကိုတွားထုတ်နေမဲ့ဒိုင်ယာနာတို့တီးလိုက်ရပြီးလာထားကြပါတော့တယ်ဒိုင်ယာနာကလက်ထောက်ရဲ့ရေငုံဆက်ကိုဖျက်ဆီးလိုက်နိုင်ပေမဲ့လက်ထောက်စီကနေစိတ်ထိန်ချုပ်ခံလိုက်ရပြီးအဲ့ချိန်ဘရင်အာသာကတော့တတိပြန်ဟောင်းသွားရင်မလို့သူ့ကိုယ်သူတော်ဘာတွေလုံးမိမှမသိနေပါဘူးဒါပေမဲ့နောက်ခဏမှာပဲဒိုင်ယာနာသူ့စီရောက်လာပြီးတိုက်ခိုက်လာတာမလို့ဘရင်အာသာလည်းဒိုင်ယာနာကိုကိုင်းပေါက်ပေးလိုက်ရပါတယ်ဒိုင်ယာနာကြောက်ဆောင်ပုံတွေကနေမထွက်နိုင်သေးခင်မှာပဲဘရင်အာသာကိုလက်ထောက်ကပြန်ပြီးစိတ်ထိန်ချုပ်လာတာကြောင့်အထက်ကအကောင်ကြီးထွက်လာချိန်မှာသူတို့နှစ်ယောက်လုံးကိုခေါ်ပြီးထွက်သွားပါတော့တယ်ဒိုင်ယာနာတို့အဖွဲ့လည်းချက်ချင်းဆိုသူတို့ပဲကုန်းပေါ်အမြန်တက်လာကြပေမဲ့ဘရင်အာသာနဲ့သူ့ရဲ့စစ်တီတွေကကုန်းဘော်ကလူတွေကိုလိုက်တိုက်ခိုက်နေကြပါပြီဖလက်တို့လည်းဘရင်အာသာရဲ့အဖွဲ့ကိုပြတ်တိုက်ခိုက်ကြသူပြည်သူတွေကိုလည်းဘေးကင်းတဲ့နေရာတွေကိုပြောင်းရွှေ့ပေးလိုက်ကြပါတယ်ဒိုင်နာလန်တယောက်အကောင်ကြီးပေါ်ကဘရင်အာသာကိုတွားတိုက်ချိန်ပေမဲ့ပြန်ပြုတ်ကျလာပြီးကာတာဟောကသူ့ကိုကယ်ပေးလာပါတယ်ဒါပေမဲ့ကာတာဟောကိုအကောင်တစ်ကောင်ကလမ်းမှာဝင်တိုက်လာတာကြောင့်ပြုတ်ကျလာတဲ့ကာတာဟောလည်းမြေပြင်ပေါ်ကတန်ချောင်းနဲ့စိုက်ပြီးဆက်မတိုက်နိုင်တော့ပါဘူးဒိုင်နာလန်နဲ့ကာတာဟောတို့ကြားမှာထုံမပြောခဲ့ကြတဲ့ခန်းစားချက်တွေရှိကြပေမဲ့ဒီနောက်ဆုံးအချိန်မှာတော့သူတို့ခန်းစားချက်တွေကိုဝန်ခံလိုက်ကြပါတယ်ကာတာဟောကိုတိုက်ခိုက်ခဲ့တဲ့အကောင်ကြီးကိုဒိုင်နာလန်သူမရဲ့အတန်ဆွဲရည်နဲ့နေရာမှာအစားနာမကြံတော့လုပ်ပေးလိုက်ပါတယ်ဂျေကာရစ်တယောက်ပင်လယ်ကနန်းကြီးနဲ့တိုက်ခိုက်နေရချိန်ဒိုင်ယာနာကတော့ဘရင်အာသာနဲ့ချနေပြီးဘရင်အာသာကသူမထက်ပိုအားသက်ပေမဲ့အခွင့်အရေးရတော့ဘရင်အာသာရဲ့လှန်ကိုယူလိုက်နိုင်ပါတယ်ဘရင်အာသာသူ့လှန်ကိုပြန်ယူဖို့လုံးနေတာတွေ့တော့ဒိုင်ယာနာနေရာမှာလည်းလှန်ကိုချိုးလိုက်ပြီးသူမပါအချိန်နဲ့လွတ်ထွက်သွားပါတယ်ဘရင်အာသာလည်းပြန်သတိရသွားပြီးသူစိတ်ထိန်ချုပ်ခံရပြီးလူသားတွေကိုလာတိုက်နေမိမဲ့သဘောပေါက်သွားတာကြောင့်နောက်ခဏမှာပဲသူ့စိတ်ဆက်တွေနဲ့ရောက်ထဲကိုပြန်ဝင်သွားပါတော့တယ်ရောက်ကလူတွေမရှိတော့တာကြောင့်အားလုံးသတိပေါ်သွားကြချိန်မှာစတီကိုလက်ထောက်ကလှန်နဲ့ထိုးလာပါတယ်ဖလက်လည်းအမြန်ရောက်လာပြီးလက်ထောက်ကိုတိုက်ခိုက်လိုက်ပေမဲ့စတီကိုတော့သူမကုပေးနိုင်ပါဘူးအဲ့ဒီဟစ်တလာရဲ့နာဇီစစ်တပ်တွေကလေရင်အလုံးရင်းနဲ့ရောက်လာတာတွေ့လိုက်ရတော့သူတို့တွေဘလုံးမတိုက်ခိုက်နိုင်တော့မှမဟုတ်မှသိလိုက်ကြပါတယ်ဒါပေမဲ့နောက်ခဏမှာပဲစူပါမန်ရောက်လာပြီးလေရင်တွေကိုတိုက်ခိုက်ပေးလာတာကြောင့်သူတို့အားလုံးအံ့ဩတော့ကြပါတယ်စူပါမန်ကအချင်းခန်းထဲကကောင်လေးစီကနေအထုပ်တစ်ခုကိုရလိုက်ပြီးသူ့ရဲ့အစွမ်းတွေကိုနားလည်သွားတဲ့လို့ဝစ်စုံကိုပါရလိုက်ပါတယ်ဒိုင်ယာနာတယောက်စတီဒိုင်ယာရထားတာတွေ့လိုက်ရပြီးစတီတဲ့ဒါကသူ့ရဲ့နောက်ဆုံးအချိန်မှသိတာမလို့ဒိုင်ယာနာကိုလက်ထပ်ဝက်တောင်းလာခဲ့ပါတယ်ဒီတစ်ခါမှာတော့ဒိုင်ယာနာလက်ခံလိုက်ပြီးစတီတဲ့ချိန်နဲ့သွားပါတယ်ဖလက်တဲ့သူ့တောင်းပြီးမလို့သူ့အချိန်ကိုပြန်တော့မဲ့အချိန်မှာဒိုင်ယာနာကသူ့ကိုလက်စွပ်လေးပေးတာပြီးဖလက်တဲ့ဒိုင်ယာနာဘာကိုဆိုလိုမှန်းနားလည်လိုက်ပါတယ်အဲ့ဒါကြောင့်သူ့အချိန်ကိုပြန်ရောက်လာချိန်မှာစူပါမန်ကိုပြစ်လိုက်တဲ့ခရစ်ပတိုကိုဖမ်းမိလိုက်ပြီးစူပါမန်နဲ့အဖွဲဖွဲ့ပြီးတဲ့နောက်မှာအိုင်ရစ်ကိုလက်ထပ်ခွင့်တောင်းခဲ့ပါတယ်အိုင်ရစ်လည်းဘယ်ရီကသူမကိုလက်ထပ်ခွင့်တောင်းလာတာကြောင့်အံ့ဩပျော်ရွှင်သွားရပြီးဘယ်ရီရဲ့လက်ထပ်ခွင့်ကိုလက်ခံလိုက်ပါတယ်ခါမီနယ်ဖယ်ဂိုနေရဲ့ရုံငန်းထဲမှာသူသားအဘတ်ဒိုနဲ့ဘရူဝိန်တို့ရှိနေကြပြီးအဘတ်ဒိုကနှလုံးတွက်ချက်နေပါတယ်
ဘရူးကသူ့မိဘတွေကိုလေးစားမှုကြောင့်ဒီနေရာကိုလာတာလို့ပြောလာပြီးဖယ်ဂိုနီကတော့ဘရူးရဲ့ဖခင်သောမန်ဟာသူတို့မိသားစုအတွက်အရေးပါတဲ့သူဖြစ်တယ်လို့ပြောပါတယ်တပတ်မှာဖယ်ဂိုနီရဲ့လူတွေကစားသောက်ဆိုင်တစ်ခုမှာစုနေချိန်လူနှစ်ယောက်ကလက်နက်နဲ့ဝင်လာပြီးတနက်တွေနဲ့ဝုန်းတိုင်းကျဲသွားကြပါတယ်သူတို့ကတစ်ဖက်မှာအပြစ်ခံနေရစဉ်တစ်ဖက်မှာကလည်းဂျော်နီဗစ်တနည်းအားဖြင့်ပြောရရင်တော့ဖယ်ဂိုနီရဲ့တူသူကရေချိုးဖို့ပြင်ဆင်နေချိန်လူတစ်ယောက်ကဝင်လာပြီးတပ်ပစ်လိုက်ပါတယ်အဲ့ဒီလူကိုအခုကစားပြီးဟော်လီဒေးလို့ခေါ်ပါမယ်အဲ့ဒီနေ့ကအောက်တိုဘာ31ဟော်လဝင်းနေ့ပါအဲဗက်ကတော့ trick or treat အတွက်ပြင်ဆင်နေပြီးဘရူးကတော့ဘယ်သူမှမလာဘူးလို့ပြောပါတယ်ရဲသားကြီးကော်ဒန်ကလည်းမိသားစုနဲ့အချိန်ပြုံးမယ်လို့ကြံနေချိန်ရောင်စင်းမှုတစ်ခုရှိတယ်လို့ရုံကဖုံးခေါ်လာတာကြောင့်သွားပြန်ပါတယ်ကော်ဒန်ဟိုကိုရောက်သွားတော့ဗမန်အပြင်ဟာဖေးတန်းမှာရှိနေတာကိုတွေ့လိုက်ရပြီးဗီဒီတက်ခံရတာကိုဆွေးနွေးကြပါတယ်ဒန်ကကော်ဒန်ကိုဒေါသထွက်ပြီးဗီဒီကိုဘာလို့လုံလောက်တဲ့ကောက်ဝယ်မှုမပေးခဲ့တာလဲလို့ပြောနေပါတယ်ဗီဒီကသူ့အမှုမှာအရန်အရေးကြီးတဲ့လူတစ်ယောက်ဖြစ်ပြီးမနှက်ပြန်သူတရားရုံးမှာသူပြောပြီးအရာအလုံးအဖြစ်ပေါ်တော့မှာပါဗမန်ကတော့လူသားရမှာတုံထားတဲ့လက်နက်ကိုစစ်ဆေးပြီးနံပါတ်မပါတဲ့တနက်နဲ့အတန်တိတ်အောင်လို့ချိုးလင်းကိုတုံထားတာကိုတွေ့ကြောင်ပြောလာပြီးအဲ့ဒီလူက professional တယောက်ဖြစ်မယ်လို့ခန့်မှန်းမိကြပါတယ်ဒီလိုနဲ့သူတို့၃ယောက် holiday ဆိုတဲ့တရားခံကိုဖမ်းဖို့အတူတူလုပ်ကြရအောင်လို့ပြောကထွက်သွားကြပါတယ်ဗမန်ကထွက်သွားပြီးမကြခင်မှာပဲကက်ဦးမန်းကိုအစာအုပ်တစ်ဖက်မှတွေ့လိုက်ပြီးလိုက်သွားပါတယ်ဖယ်ဂိုနီရဲ့ဆွေးနွေးခန်းထဲမှာတော့တန်းကိုတက်ဖို့အကြံပေးနေတဲ့လူတစ်ယောက်ရှိပြီးအဲ့လူကစကားပြောတာဘောင်နဲ့ကြော်လာတာကြောင့်ဖယ်ဂိုနီကိုယ်တိုင်တတ်လိုက်ပါတယ်အဲ့နောက်သူသားအဘယ်တို့ကိုထွက်သွားခိုင်းပြီးစီးပွားရေးကိစ္စဆွေးနွေးပါတယ်ဗမန်ကကက်ဦးမန်းကိုလိုက်ရင်ကက်ဦးမန်းကဖယ်ဂိုနီရဲ့ဆိုင်ကိုညွှန်ပြတာကြောင့်ဗမန်အထဲကိုဝင်သွားတော့ငွေတွေအထက်လိုက်ကြီးကိုတွေ့လိုက်ရပါတယ်အဲ့အချိန်တန်းလည်းရောက်လာပြီးဒီငွေတွေကဖယ်ဂိုနီတို့မတရားချစားထားတဲ့ငွေတွေဖြစ်ပြီးငွေတွေရှိချောင်းကိုရဲတွေကိုတိုင်လဲရဲတွေကသူတို့ဘက်ကပဲမလို့ရဲမတိုင်မို့ဆုံးပြလိုက်ပါတယ်အဲ့ဒီကဝူမန်ကမိကျဆက်ပေးလာပြီးမိရှိုးလိုက်ဖို့လို့ပြောလာတော့ဗတ်မန်လည်းဖဲဂိုနီကိုငွေတင်းကားပြပေးလိုက်ပါတယ်ငွေတင်းကားပြကိုလန်လိုက်လို့ခေါင်းကြရင်မိရှိုးမှာဖြစ်ပြီးပန်းကြရင်တော့မရှိုးပါဘူးတမ်းမသိတာကအဲ့ငွေတင်းကားပြကနှစ်ဖက်လုံးခေါင်းကြီးပါပဲဟာဗေးတန်းကငွေတွေကိုမိရှိုးပြီးအိမ်ကိုပြန်လာတဲ့အချိန်မှာသူ့တင်းကားပြကလက်ထဲကနေပြုတ်ကျသွားပါတယ်ပြန်ကောက်ကြည့်လိုက်တော့ဘက်နှစ်ဖက်စလုံးကခေါင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်သူဇနီးကိုတွားတွေ့ခဲ့ပြီးဇနီးကဒီမျိုးကနေထွက်သွားခြင်းတယ်လို့ပြောပေမဲ့တန်းကတော့ဖဲဂိုနီကိုဖမ်းမိအောင်လုပ်ရမှာမို့တောင်းဝမ်းပါတယ်လို့သာသူ့မိန်းမကိုပြောနိုင်ပါတယ်ဒါပေမဲ့အိမ်ထဲဝင်တော့မဲ့အချိန်မှာပဲရုတ်တရက်ဆိုသူတို့ပဲအိမ်ကြီးပေါက်ခွဲသွားခဲ့ပါတယ်ရန်အနှမ်းငယ်ကြပြီးတဲ့နောက်မှာဗမန်ကဖဲဂိုနီရဲ့လူတယောက်ကိုလိုက်ဖမ်းရမှာချိုင်းနာတောင်းထဲကိုရောက်သွားပါတယ်အဆုံးမှာတော့ဗမန်ဖမ်းပြီးဒန်းအိမ်ပေါက်ခွဲမှုအကြောင်းကိုဆင်မင်းနေချိန်မှာဖဲဂိုနီရဲ့လူတွေထပ်ပေါ်လာပြီးတိုက်ခိုက်ကြပါတယ်အဲ့ဒီဟချိန်ကဝူမန်လာကူပေးတာကြောင့်ဗမန်ကပြေးသွားတဲ့သူရဲ့နောက်ကိုဆက်လိုက်ရပြန်ပါတယ်ထွက်ပြေးနေတဲ့လူကဆိုလိုမွန်ရဲ့နယ်မြေထဲဝင်သွားပြီးအသက်ခံရတော့မဲ့အခြေအနေကြီးရောက်ပေမဲ့ဗမန်ကတားဆီးနိုင်ခဲ့ပါတယ်ဆေးရုံမှာတော့ဂေရတာကသူ့ခင်မုန်းကိုစောင့်ရှောက်နေချိန်မှာဖဲဂိုနီကပံ့ပို့ထားတဲ့ဆိုတာကိုနတ်စမကလာပြောလာပြီးတစ်ဖက်ကဗမန်နဲ့ဂေါ်ဒန်တို့ကတော့ဖမ်းထားတဲ့လူကိုစစ်မေးပေမဲ့အသုံးဝင်တဲ့အချက်လည်းမရခဲ့ပါဘူးဖဲဂိုနီရဲ့အိမ်မှာတော့သူသားအဘယ်တို့ကိုအားနဲ့တယ်လို့သတ်မှတ်ပြီးမိသားစုကိုဥဆောင်နိုင်မဲ့သူမဟုတ်ဘူးလို့အော်ဟစ်ပြောဆိုနေပါတယ်။ဒါ့ဘက်မှာတော့ဆေးတိုက်ဖို့သူနာပြုလာကြည့်တဲ့အချိန်မှာဒန်းကဆေးရုံကနေပျောက်သွားပြီးဖဲဂိုနီအိမ်ရှိမှရောက်နေခဲ့ပါတယ်။ဘာလို့ရောက်နေမှန်းသူကိုယ်တိုင်တော့မသိခဲ့ပါဘူး။ကျေးဇူးတော်လေးကိုရောက်လာတဲ့အခါမှာလူတိုင်းပျော်ရွှင်နေကြပြီးဟော်လီဒေးကေလာကလည်းသူနီးနဲ့ဆင်နွှဲနေပါတယ်။ဖဲဂိုနီရဲ့လူတွေကိုတယောက်ပြီးတယောက်တပ်ဖြတ်သွားပြီးအမှုတွေကလည်းပိုပြီးရှုပ်ထွေးလာခဲ့ပါတယ်။ဘာလို့ရမလဲဆိုတာမသိတော့တဲ့ဗန်မန်နဲ့ဂေါ်ဒန်တို့ကထောင်ထဲမှာရှိတဲ့ကလန်ဒါမန်ကိုသွားတွေ့ပြီးအမှုရဲ့သဲလုံစားကိုရှာဖွေဖို့စတင်ကြပါတယ်။ကာမီနယ်ဖဲဂိုနီရဲ့တူတော်မောင်ကပထမဆုံးတည်ဆုံးသူဖြစ်ပြီးဒုတိယတည်ဆုံးသူကတော့သူ့လူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်ပထမဆုံးတန်တရားဝင်သူကဖဲဂိုနီဖြစ်လာပေမဲ့အချက်လက်တွေကမကိုက်ညီခဲ့ပါဘူး။နောက်ထပ်တန်တရားရှိသူကတော့ဟာဖေးတန်ပါဂေါ်ဒန်ကတန်းဟာလူသားသမားမဟုတ်ဘူးလို့ယုံကြည်ပေမဲ့ဗမန်လူမျိုးဘဝနှစ်ခုနဲ့နေထိုင်နေတဲ့ဆိုရင်အရာအလုံးဖြစ်နိုင်တယ်လို့ပြောပါတယ်ဗမန်လည်းသူနဲ့တန်းကိုတန်တရားဝင်ပေမဲ့နောက်ထပ်တန်တရားဝင်သူတယောက်ရှိနေသေးပြီးသူကတော့ဂျိုကာပါပဲထောင်ခန်းကိုသွားကြည့်လိုက်တဲ့အခါဂျိုကာကရဲတရက်ဘက်အတော်ကြာကလေးကထွက်ပြေးသွားပြီးလုံခြုံရေးကိုချင်းချောက်ထားခဲ့တယ်ဆိုတော့ကိုပါသိလိုက်ရပါတယ်တစ်ဖက်မှာတော့ဂျိုကာကဒန်းအိမ်ထဲမှာခရစ်စမတ်သချင်းတွေဆိုနေခဲ့ပြီးဟာဘေးအိမ်ပြန်ရောက်လာတဲ့အချိန်မှာလည်းဂျိုကာကရီမောမောပါပဲဂျိုကာလာတွေ့တဲ့အကြောင်းရင်းကတော့ဂေါ်တန်မှာဒန်းဟာလှုပ်ဝက်ချက်တွေများစွာရှိနေတယ်လို့သတင်းရတာကြောင့်ဂျိုကာကသူ့ကိုလာတွေ့တာဖြစ်ပြီးဂေါ်တန်ရဲ့အယူအမူဆုံးရာသွေ့သားဆိုတဲ့နေရာကိုလည်းမဆုံးရှုံးခြင်းမဟုတ်ဒန်းနဲ့တွေ့ပြီးတဲ့နောက်မှာဂျိုကာကဖဲဂိုနီရဲ့အိမ်ကိုလည်းခိုးဝင်ပြီးအဖိုးကြီးကိုလက်နောက်ပြန်ချီကတနက်နဲ့ချိန်ထားပါတယ်ခါမီနဲ့ဖဲဂိုနီကတော့သူ့ကိုပြစ်ချင်ပြစ်တိုက်လေလို့ပြောပေမဲ့ဂျိုကာကတော့သူစားနေတယ်လို့သာရီမောမောနဲ့ပြောနေပါတယ်။အဲနောက်မှာတော့ဂျိုကာကဖဲဂိုနီကိုဟော်လီဒေးကေလာအကြောင်းအချက်လက်ရှိရင်သူ့စီကိုပို့ခိုင်းပြီးထောက်သွားခဲ့ပါတယ်။ဘော်ဒီဂန်ကနောက်ကနေလာပြင်မဲ့အဲချိန်ဟော်လီဒေးပေါ်လာပြီးတက်လိုက်ကအဲ့ဒီအမှုကခရစ်စမတ်အမှုဖြစ်သွားခဲ့ပါတယ်။ခရစ်စမတ်မှာလူတိုင်းပျော်ရွှင်နေကြပြီးလူတွေအားလုံးပွဲတော်ကျင်းပနေချိန်မှာဂျိုကာကလေရင်တစင်းကိုခိုးယူပြီးသူ့အစိတ်တွေထည့်ထားတဲ့ rocket ကိုတက်ဆင်ခဲ့ပါတယ်။လူအများစုစုဝေးနေတဲ့နေရာကိုပျက်စီးစေဖို့ကြိုးစားခဲ့ပေမဲ့ဆက်ပစ္စည်းကအလုံးမလုံးတာကြောင့်ဘာတွေများလိုသွားလဲဆိုပြီးတော့စာအုပ်ကိုပြန်ဖွင့်ကြည့်လိုက်ကလိုက်လံရှာဖွေနေပါတယ်။သူနောက်ဆုံးအဖြစ်တွေ့လို့ဘုံကျဲတော့မဲ့အချိန်မှာပဲဗန်မန်ရောက်လာပြီးလေရင်ပေါ်ကိုခုန်တက်လာပါတယ်။ဗန်မန်ကဂျိုကာကိုဟော်လီဒေးကေလာလို့တန်တရားရှိတာကြောင့်ဂျိုကာကိုစင်မင်းနေပေမဲ့တကယ်တမ်းကတော့ဂျိုကာရဲ့ယူရချက်ကဟော်လီဒေးကိုတတ်ချင်တာပါ။
ဒီလူတွေကိုတတ်ဖို့ကြိုးစားတာကဟော်လီဒေးကအဲ့ဒီထဲမှာပါနိုင်တယ်ဆိုရလားကြောင့်ပါလို့ဘန်မန်ကိုပြောခဲ့ပါတယ်ဘန်မန်လည်းဂျိုကာကိုတစ်ချက်ကျုံးမိလိုက်ပြီးနိုင်စီမှာတွဲလောင်းထိထားလိုက်ပါတယ်ဘန်မန်လည်းသူလျှောက်ပြီးဆက်တွေးလိုက်တာအဖိုးကြီးဖယ်ကိုနီရဲ့သားကိုလူသက်သမားလာလို့စဉ်းစားမိလိုက်တာကြောင့်သူ့ရှိကိုအပြေးလေးသွားလိုက်ရဟိုရောက်တော့အက်ဘက်တိုဖယ်ကိုနီကတနက်နဲ့အပြစ်ခံရပါပြီအဲ့ဒီအဖြစ်ပြက်ပြီးတော့3လလောက်ကြာပြီးတဲ့နောက်မှာ EV က Blue ရဲ့အိမ်ထဲမှာ Blue ကိုထိန်းချုပ်နေပြီးသူ့ရဲ့ကုမ္ပဏီတွေစတော့တွေအားလုံးကိုဖယ်ကိုနီစီကိုလွှဲပေးခိုင်းနေပါတယ်ဗလန်တိုင်းတွေရောက်လာချိန်မှာ Holiday ရဲ့လူသတ်မှုတွေဇာတ်တိုက်ဖြစ်နေတုန်းဖြစ်ပြီးဘန်မန်ကတော့ပေါ်မလာသေးပါဘူးမန်လာဆောက်ကနန်ရဲ့ Patrick တွေမှာလည်းဖယ်ကိုနီကလမ်းဘေးမှာသူ့လူတယောက်တေဆုံနေတာကိုတွေ့ရပြီး Holiday ရဲ့ခန်းကိုပါတွေ့ခဲ့ပါတယ်ဒါပေမဲ့ဘန်မန်ကမပေါ်လာသေးပါဘူးဧပြီလ1ရက်နေ့မှာ EV က Blue နဲ့ Evan ကိုဆက်ပြီးထိန်းချုပ်ထားတော့မှဖြစ်ပြီးနောက်ဆုံးစာချုပ်ကိုလက်မှတ်ထိုးခိုင်းနေတဲ့အချိန်မှာကန်ဝူးမန်ရောက်လာပြီး EV ရဲ့ထိန်းချုပ်မှုကိုချိုးဖောက်လိုက်ပါတယ်ဒီလိုနဲ့ကတ်ဝူးမန်နဲ့ EV တို့တိုက်ကြရမှာနောက်ဆုံးတော့ကတ်ဝူးမန်မိလဲသွားခဲ့တာနဲ့ပဲအဆုံးသတ်ခဲ့ပါတယ်တစ်ဖက်ကတန်တယောက်တရားရုံးမှာရှင်းနေလုံပေးနေရင်သူ့ကောင်းထဲမှာအတန်တစ်ခုကိုကြားနေရပါတယ်တရားရုံးကသူတွေကတော့ထန်းကဘာဖြစ်နေလဲဆိုတာကိုစဉ်းစားနေကြပြီးတစ်ဖက်ကဘန်မန်ကတော့ဒန်ရဲ့မြေရောက်ခန်းထဲမှာ Holiday အသုံးပြုတဲ့ဂန်းကိုရှာတွေ့လိုက်ပါတယ်တရားရုံးမှာရှင်းနေလုံပေးနေရတဲ့ဒန်တယောက်ကြောင်တော်ဖြစ်နေစဉ်ခိုင်းမှာအမှုသည်ကအက်ဆစ်နဲ့ဒန်ရဲ့မျက်နှာကိုပတ်လိုက်တာကြောင့်ဒန်တယောက်အလူးလဲကိုခံစားနေရပါတယ်အဲအချိန်ဘန်မန်ကဂေါ်ဒန်မှာရောက်လာပြီးဒန်ကိုစေးရုံပို့ပေးလိုက်ပါတယ်ဒန်နိုးလာတော့သူ့မျက်နှာတစ်ခုလုံးပတ်တီနဲ့စီးတာခန့်လာရတာကိုသိလိုက်ပြီးသူ့ကောင်းထဲမှာလည်းအတန်တန်ကအမြဲလို့သူ့ကိုပြောနေပါတယ်အဲ့အတန်ကမင်းပိန်ပန်းနေပြီမို့ငါ့ကိုထိန်းချုပ်ခွင့်ပေးစမ်းပါလို့ပြောနေပါတယ်ခဏအကြာမှာဒန်ပြောက်သွားပြီးဖယ်ကိုနီရဲ့ဘတ်ဒေးပါတီမှာတော့သူ့ညီမကသိနေပါပြီအခုဆိုရင်တော့ဒန်တယောက်မြောင်းထဲရောက်နေပြီးအဲ့အချင်းဆိုလိုမွန်ကိုတွေ့လိုက်ရပါတယ်ဒန်လည်းဆိုလိုမွန်ကိုစကားတွေဘာတွေပြောပေးပြီးတဲ့နောက်မှာသူတို့တွေတကယ်ချင်းဖြစ်သွားကြပါတယ်မြို့ထဲမှာတော့ဖယ်ကိုနီကသူ့သမီးဆိုဖီယာနဲ့စကားပြောနေတော့အောက်ထပ်မှာတခုခုမူမမှန်ဘူးဆိုတာကိုသတိရလိုက်ပါတယ်အဲ့ဒီအချိန်မှာဆိုလိုမွန်ဂရန်ဒီဂျိုကာနဲ့ပင်ဝင်တို့ဝင်ရောက်လာပြီးအဆောက်တွေအားလုံးကိုတတ်လိုက်ကြပါတယ်ဆိုဖီယာကဖားကင်ကိုကာဝယ်ဖို့ကြိုးစားပေမဲ့သူမပါတိုက်ခိုက်တာခံလိုက်ရပါတယ်အဲ့ဒီအချိန်ဟာဖယ်တန်းကဖယ်ကိုနီနဲ့မျက်နှာချင်းစားပြီးမီးမရှိခဲ့ရင်ဘသူကအပြစ်ရှိတယ်ဘသူကအပြစ်မရှိဘူးဆိုတာကိုငါမသိနိုင်ဘူးလို့ပြောပါတယ်ဟာဖီယာအတွက်တော့တရားမျှတမှုဆိုတာကွိုင်းတပြားလိုပါပဲဒါကြောင့်ဖယ်ကိုနီကိုခေါင်းစိုးရင်သေးပြီးပန်းစိုးရင်အသက်ရှင်မယ်လို့ပြောကအကျွေးစီးကိုလေပေါ်မြောက်လိုက်ပါတယ်အကျွေးစီးမကြသေးခင်မှာပဲဘန်မန်နဲ့ကတ်ဝူးမန်တို့ရောက်လာပြီးအခန်းထဲကလူအားလုံးလည်းချကြပါတော့တဲ့ဂျိုကာကတော့ဘန်မန်ကိုချတာမှာဖုန်းအောင်ဆက်ပြီးစကားပြောကအေးဆေးလေးချနေပါတယ်ဒါပေမဲ့သူသာပြန်ခံလိုက်ရပါတယ်အဲနောက်ပိုင်းမှာ EV ကဘန်မန်ကိုထပ်ပြီးထိန်းချုပ်နိုင်ခဲ့ပေမဲ့ဒီတစ်ခါတော့ဘန်မန်ကိုယ်တိုင်ကသူမရဲ့ control ကိုချိုးဖောက်ပြီးအားလုံးကိုရှင်းလိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒန်ကိုတော့မတားနိုင်ခဲ့ပါဘူးဒန်ကဖယ်ကိုနီရဲ့ level ပေါ်မှာတန်တက်တင်ထားပြီးကွိုင်ကိုလည်းလေပေါ်မြောက်လိုက်ပါတယ်ဒီတစ်ခါတော့ကွိုင်ကခေါင်းနဲ့ပန်းဆိုပြီးနှစ်ဖက်သလုံးပါနေပြီးအကျွေးစီးကပန်းကိုကြောက်သွားပေမဲ့ဖယ်ကိုနီကိုတော့ level ကိုတန်တက်နဲ့နှစ်ချက်ပြလိုက်ပါတယ်ကတ်ဝူးမန်ကတနက်ကိုဖယ်ဖို့ကြိုးစားပြီးဘန်မန်ကဖယ်ကိုနီစီကိုသွားခဲ့ပါတယ်အဲချိန်ဆိုဖီယာရောက်လာပြီးဖခင်တည်တော့မဲ့အခြေအနေကိုမြင်လိုက်ရပါတယ်ဆိုဖီယာကဟာဖေကိုဂန်နဲ့ပြစ်ဖို့ကြိုးစားပေမဲ့တနက်ထဲမှာကြီးမရှိတော့ပါဘူးအဲ့ဒီအဖြစ်ပြက်ကိုကြည့်ရင် short ဖြစ်သွားတဲ့ဆိုဖီယာကနောက်ပြန်ဆိုရင် EV ရဲ့အမြင့်တစ်ခုနဲ့တိုက်မိပြီးပြတင်းပေါက်ကနေပြုတ်ကျသွားပါတယ်သူ့အဖေကြီးလည်းတည်သွားသလိုသူသမီးလည်းတည်ဆုံးသွားခဲ့ပါတယ်ရန်နိုင်ငံကြာပြီးတဲ့နောက်မှာတော့ခေါင်းမိုးထက်မှာ bad signal ရှိနေတာကြောင့်ဂေါ်ဒန်က bad signal ကိုဘယ်သူထုံးလိုက်တာလဲဆိုတာတွားကြည့်တဲ့အခါဒန်ဖြစ်နေပါတယ်ဒန်ကသူ့အပြစ်လုပ်ခဲ့မိပြီးလူတွေတေခဲ့ရတာကြောင့်ဂေါ်ဒန်ရှိမှလာဖမ်းခံတာပါဂေါ်ဒန်လည်းသူ့မိတ်ဆွေဖြစ်နေပေမဲ့ရှင်းမျက်နှာနောက်ထားပြီးဒန်ကိုဖမ်းဆီးလိုက်ပါတယ်အဲနောက်မှာဘန်မန်ကဟာဘီဒန်ရဲ့အိမ်ကိုတွားကြည့်တော့သူ့မိန်းမကဓာတ်ပုံတွေကိုမီးရှို့နေတာကိုတွေ့ပါတယ်အဲ့ဒီဓာတ်ပုံတွေထဲမှာသူမကကိုဝင်ရှိနေပြီးအက်ဘက်တိုဖယ်ကိုနီနဲ့အတူရှိနေပါတယ်သူတို့ကအောက်ဖို့မှာတွေ့ဆုံပြီးချစ်ခဲ့ကြတာပါဒါပေမဲ့အက်ဘက်တိုရဲ့ဖခင်ကအဲ့ဒီဆက်ဆံရေးကိုလက်မခံပဲသူ့လူတွေကိုခိုင်းပြီးသူမရဲ့ကလေးကိုဖျက်ဆီးစေခဲ့ပါတယ်အဲ့ဒီနောက်သူမကဂေါ်တန်ကိုပြန်လာပြီးဟာဘီဒန်ကိုလက်ထပ်ခဲ့ပါတယ်အကြောင်းကတော့သူကတရားမျှတမှုပေးနိုင်မဲ့လူကိုယုံကြည်ခဲ့တာပါဒါပေမဲ့ဒန်ကိုယ်တိုင်သူ့အတွင်းပိုင်းတန်ရာတွေကြောင့်ပျက်စီးလာတဲ့အချိန်မှာသူမကကိုယ်တိုင်တစားချေဖို့ပဲဆုံးဖြတ်လိုက်ပါတယ်အမှန်တကယ်တော့ Holiday ကေလာကသူမကိုယ်တိုင်ပဲဖြစ်ခဲ့တာပါကျမကိုဖမ်းမလာလို့မေးတော့ဘတ်မန်လည်း Holiday ကေလာအမှုအကြောင်းကပိတ်သိမ်းသွားပြီလို့သာပြောကထွက်သွားပါတယ်စစ်မြေပြင်တစ်ခုမှာတော့လက်နက်တန်တွေပြက်ခတ်တန်တွေအပြည့်နဲ့စစ်သားအဖွဲ့တစ်ဖွဲ့ကအကြမ်းဖက်သမားတွေကိုတိုက်ခိုက်နေကြပါတယ်။ဒါပေမဲ့ရန်သူဘက်ကလူအင်အားများပြီးစစ်သားတွေဘက်ကတဖြည်းဖြည်းဖိအားကျလာပါတယ်။ဂျွန်စတီဝစ်ဆိုတဲ့စနိုက်ပါတယောက်ကအမြင့်တနေရာကနေရန်သူတွေကိုပြက်ခတ်နေပြီးသူ့အဘော်ကိုလှမ်းစကားပြောလိုက်ပေမဲ့ပြန်ဖြစ်တတ်မကြရပါဘူး။အဲ့ဒီအခိုက်တန်မှာပဲဂျွန်အိမ်မက်ကနေနိုးထလာပြီးစစ်ပွဲတုန်းကအဖြစ်အပျက်တွေကိုပြန်မှတ်နေမှသိလိုက်ရပါတယ်။အဲ့ဒီညမှာအာကာသကနေထိခိုက်ထားတဲ့ Greenland နဲ့ရင်တစင်ကဘာမြေပေါ်ကိုကျလာပြီးရင်မောင်းကဒဏ်ရာတွေရထားပေမဲ့သူရှာနေတဲ့သူကိုနောက်ဆုံးတော့ရှာတွေ့ပြီမလို့အချိန်နဲ့မောင်းနေလာခဲ့ပါတယ်။ဂျွန်အိမ်မြန်ရောက်ပြီးနားတဲ့ချိန်မှာမိုးကြိုးလိုအတန်ကျက်ကြီးနဲ့အလင်းနဲ့တစ်ခုမြေပြင်ပေါ်ဆင်းသားလာတာတွေ့လိုက်ရပါတယ်။သူစူးစမ်းလို့စိတ်နဲ့ချက်ချင်းသွားကြည့်လိုက်ချိန်မှာမီးလောင်ပြက်စီးနေတဲ့အာကာသရင်ကိုတွေ့လိုက်ရပြီးအထဲမှာသေးငယ်တဲ့ဂျိုးသားတစ်ယောက်ကဒဏ်ရာရထားတာကိုမြင်လိုက်ရပါတယ်။ဂျိုးသားကဂျွန်ကိုကြည့်ပြီးနောက်ဆုံးတော့မင်းကိုရှာတွေ့ပြီလို့ပြောလာပါတယ်။ဂျွန်ဘာကိုဆိုလိုမန်နားမလဲသေးချိန်မှာပဲဂျိုးသားကသူ့တောင်ကိုပြီးဆုံးသွားသလိုအလင်းမုံတွေအဖြစ်ပြိုကွဲပြောက်ကွယ်သွားပါတယ်။အဲ့ဒီနောက်မှာတော့သူ့အဝတ်ထဲကနေအစိမ်းရောင်လက်စွပ်တကွင်လေးတဲကိုလွှဲထွက်လာပြီးဂျွန်ရဲ့လက်ချောင်းပေါ်မှာနေရာယူသွားပါတယ်။ဒီလိုနဲ့ဂျွန်ဇီဝေရဲ့ Greenland နဲ့ခီးစင်နဲ့စားတင်ပါတော့တဲ့လက်စွပ်လက်ဂျွန်ကိုအာကာသစီခေါ်သွားပြီးဂျွန်တယောက်ကြောက်လို့အော်ဟစ်တားဆီးလာတာတော့လက်စွပ်ကအမိမနာခင်ပါဘူး။မကြခင်မှာပဲအာကာသထဲကိုရောက်လာကြပြီး Justin Watch Tower ဆိုတဲ့ကြီးမားတဲ့အာကာသစကန်တစ်ခုတည်းကိုဝင်လာလိုက်ပါတယ်။ဂျွန်စကန်နဲ့ဝင်လာချိန်မှာဒါကဘယ်နေရာမှနားမလဲသေးပါဘူး။ဂျွန်သူ့စီကိုလက်စွပ်ရောက်လာကြောင်းအိုလီဗာတို့ကိုရှင်းပြလိုက်ပြီးလက်စွပ်
ကိုမေးကြည့်လိုက်ချိန်မှာတော့သူ့အရင်ပိုင်ရှင်ကဟာဂျော်ဒန်ဖြစ်ကြောင်းပြောပြလာပါတယ်ဂျက်စင်ဒီအဖွဲ့ဝင်တွေလည်းအံ့အားသင့်သွားကြပြီးဟာဂျော်ဒန်ကတည်သွားပြီးလို့ထင်လိုက်ကြပါတယ်ဂျွန်ကသူ့ဘက်ကအဖြစ်ပြအားလုံးကိုရှင်းပြပေမဲ့လက်စွပ်ကိုထိန်းချုပ်နိုင်စွမ်းနေတာကြောင့်အဖွဲ့ဝင်တွေကသူ့ကိုသိမယုံကြည်သေးပါဘူးအိုလီဗာကတော့ဘာတွေဖြစ်ခဲ့လဲဆိုတာသိရအောင်ဂါရီယာတွေရှိတဲ့နေရာကိုတွားဆုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဂျွန်ကလည်းလက်စွပ်ကိုဖယ်ရှားနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့အိုလီဗာနောက်ကိုလိုက်သွားကြပါတယ်သူတို့အဲ့ဂျိုကိုရောက်လာချိန်မှာတော့ဂျိုကဖျက်ဆီးခံရပြီးအိုလီဗာထင်ထားတာနဲ့ပိုဆိုးနေကြောင်းတွေ့လိုက်ရပါတယ်ဂရင်းလန်ဒန်ခေါ်ရဲ့အဓိကဂျိုကအတိုက်ခံထားရပြီးဂရင်းလန်ဒန်တွေရဲ့အလောင်းတွေအပြတ်စည်းတွေကပြန့်ကျဲနေပါတယ်သူတို့တွေလိုက်ကြည့်နေကြချိန်ဂျွန်တယောက်လက်စွပ်ချွတ်လို့ရသွားပြီးဝတ်စုံနဲ့ပျောက်သွားချိန်မှာရှယ်ရာဆိုတဲ့တန်နာဂါရီယန်စစ်တီတော်အမျိုးသမီးတယောက်ပေါ်လာပြီးဂျွန်ကိုတိုက်ခိုက်လာပါတယ်အန်နီယာကိုအာယုံခံမိလိုက်တဲ့ဂျွန်ကလည်းချက်ချင်းဆိုသလိုပဲလက်စွပ်ကိုပြန်ဝင်လိုက်ပြီးလက်စွပ်အစွမ်းနဲ့တခြားသူရဲ့တိုက်ခိုက်မှုကိုကာဝယ်ထားလိုက်ပါတယ်သူရဲ့အတိတ်ကခါစားချက်တွေကြောင့်ဂျွန်ရှယ်ရာကိုတပ်မိမလို့ဖြစ်နေပြီးအိုလီဗာရဲ့တားဆီးမှုကြောင့်နောက်ဆုံးမှစိတ်ကိုထိလိုက်နိုင်ခဲ့ပါတယ်ရှယ်ရာကတန်နာကဂျိုကစစ်တီအမျိုးသမီးဖြစ်ပြီးရန်နဲ့တန်နာကဂျာကစစ်ပွဲရဲ့အမှန်တရားကိုရှင်းပြလာပါတယ်အရင်ကဂျိုနှလုံးကငြိမ်းချမ်းရေးရရှိခဲ့ကြပြီးဇက်တာဘင်းဆိုတဲ့နည်းပညာကိုအသုံးပြုပြီးကုသန်သွားလာရေးတိုးတက်အောင်လုပ်ခဲ့ကြပါတယ်ဂျိုတခုလုံးဇက်တာဘင်းစွမ်းရင်ကြောင့်ပျက်စီးလို့ဆဲဆဲဖြစ်သွားရပါတယ်အဲ့ဒီမှာဟာလည်းရှိနေခဲ့ပြီးဟာကသူ့အစွမ်းနဲ့ဂျိုကိုကာဝယ်ဖို့အကောင်းဆုံးကြိုးစားပေမဲ့ဇက်တာဘင်းစွမ်းရင်ကိုမရှင်းနိုင်ခဲ့ပါဘူးဒါကြောင့်ဟာဂျိုတခုလုံးကပျက်စီးသွားခဲ့ရပါတယ်သူမတို့မျိုးနွယ်တွေကိုဖျက်ဆီးဖို့ရန်နီကတက်တက်လုပ်ခဲ့တာတို့ရှယ်ရာတို့မျိုးနွယ်တွေကတွေးလိုက်ကြပြီးရန်နီကိုပြန်ထစားချင်ကြပါတယ်ဒါပေမဲ့အသေးစိတ်ကိုသိချာသိရဖို့စွမ်းအင်စစ်စစ်တဲ့နေရာကိုအရင်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးသူတို့ရောက်လာချိန်မှာ Adam Strange ဆိုတဲ့လူတစ်ယောက်နဲ့တွေ့လိုက်ကြပါတယ်သူကဇက်တာဘင်းကြောင့် Galaxy အနက်ပြောင်းရွှေ့ခံရသူဖြစ်ပြီးသူကိုသူတော်ဘာလို့ရွှေ့ပြောင်းခံရမှမသိပါဘူး Adam က Ran ဂျိုရဲ့သူရဲ့ကောင်တစ်ယောက်ဖြစ်ပြီး Ran လူမျိုးက Greenland နဲ့ခေါ်တဲ့မဟာမိတ်တွေပါဒါအပြင်တန်နာဂါရီရဲ့ဂျိုကိုလည်းသူတို့အနေနဲ့ဖျက်ဆီးဖို့အကြံစီမရှိခဲ့ပါဘူးဒီအဖြစ်အပျက်ကဇက်တာဘင်းစွမ်းအင်စံတမှုကနေစပြီးမျိုးနွယ်စုသုံးခုကြာစစ်ပွဲတွေဖြစ်ပေါ်လာစေခဲ့ပါတယ်ဒါအပြင်မျိုးနွယ်စုသုံးစုစစ်ပွဲဖြစ်အောင်ဂျားတဲ့ကနေလုံးကျန်နေသူတွေရှိနေမှန်းနဲ့သိလိုက်ကြပါတယ်ဂျွန်အိုလီဗာရှယ်ရာနဲ့အဒမ်စရိတ်တို့ကအမှန်တရားကိုဖော်ထုတ်ဖို့အတူတူဆက်လက်ခီးထွက်ကြပါတယ်သူတို့တွေရန်မျိုးနဲ့ဆိုရအဓိကတိုက်ခိုက်ရေးအာကာသယာဉ်ကိုရှာတွေ့လိုက်ကြပြီးအဲ့ဒီယာဉ်ပေါ်ကကပ်ပတိန်ကတန်နာဂါမျိုးနဲ့တွေကိုဖျက်ဆီးဖို့ဇက်တာဘီအစွမ်းကိုသုံးပြီးလက်နက်ကြီးဖန်တီးနေကြပြီးဆိုတဲ့အကြောင်းပြောပြလာပါတယ်ဂျွန်တို့တွေလည်းအဲ့ဒီလက်နက်ကိုတားပြီးအဖြစ်မှန်တွေကိုရှင်းပြဖို့ရန်မျိုးနဲ့ဒီကိုတောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့တွေစစ်ပြတဲ့နေရာကနေထွက်လာကြပြီးတိတ်မချခင်မှာပဲအုတ်ကကဲအကြီးကြီးနဲ့ဖုံးကွက်ထားတဲ့လှုပ်ဝက်စကန်တစ်ခုကိုတွေ့လိုက်ကြပါတယ်သူတို့အထဲဝင်လာကြချိန်မှာရန်သူတွေထွက်လာကြပြီးသူတို့အဖွဲ့တွေအတူတူတိုက်ခိုက်ကြပြီးသူတို့အသာစီးရလာကြပေမဲ့သူတို့အောင်မြင်မှုကခဏတာပါပဲစင်နက်စရိုကိုယ်တိုင်ထွက်လာချိန်မှာတော့ဂျွန်စတူဝစ်ကိုတနက်နဲ့ချိန်ထားပြီးဖမ်းဆီးတာဆိုစင်နက်စရိုကဂျွန်စီကဂရင်းလန်ဒန်တက်ဆုပ်ကိုသူ့ကိုပေးဖို့ပြောလာပါတယ်ဂျွန်လည်းပြန်မတိုင်းနိုင်တော့ပဲကျန်တဲ့အဖွဲ့သားတွေအားလုံးလည်းလက်နဲ့ချလိုက်ကြပါတယ်သူတို့ကအခန်းတစ်ခုထဲမှာအကျဉ်းချတာပြီးအဲ့အခန်းထဲမှာဟာဂျာဒန်ကိုပါတွေ့လိုက်ကြပါတယ်သူတို့အားလုံးအံ့အားသင့်သွားကြပြီးဟာကိုတေးပြီးတော့ထင်ခဲ့ကြပေမဲ့အခုတော့အသက်ရှင်နေသေးတာကြောင့်အယံဝမ်းသာသွားကြပါတယ်ဟာကသူဖြစ်ပျက်ခဲ့တာတွေကိုပြောပြခဲ့ပြီးစင်နက်စရိုကဇက်တာဘင်းဆက်သက်မှုကိုသူတို့မသိခင်ဖျက်ဆီးပြီးဂျိုးနှစ်ခုရဲ့မျိုးနွယ်စုတွေကိုအထင်လွဲစေခဲ့တာပါဟာကအဲ့ဒီအချိန်မှာအားလုံးကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲသူလဲကျနေချိန်မှာစင်နက်စရိုကဟာရဲ့လက်စွပ်ကိုယူဖို့ရောက်လာပါတယ်ဟာလည်းလက်စွပ်ကိုအဝေးတနေရာစီကိုသွားခိုင်းလိုက်ပြီးစင်နက်ဆိုကသူ့ကိုအကျဉ်းခန်းထဲမှာထည့်ပိတ်လာခဲ့ပါတယ်သူတို့ရှယ်ရာရဲ့ဓာတ်ကိုသုံးပြီးအကျဉ်းခန်းကနေဖောက်ထွက်ဖို့စီစဉ်ကြပါတယ်သူတို့တွေလေဆောင်စနစ်ကိုဖျက်ဆီးနိုင်ပြီးတဲ့နောက်မှာအခန်းထဲကထွက်လာကြပြီးသူတို့ရင်ပေါ်ကိုပြန်တက်ကြတော့မဲ့အချိန်မှာရှယ်ရာရဲ့လက်နက်ကိုယူထားတဲ့ရန်သူတယောက်ကိုတွေ့လိုက်ပြီးဟာကအဲ့လူကိုတတ်ပြီးလက်နက်ကိုပြန်ယူလိုက်ပါတယ်သူတို့ရင်ပြင်ပေါ်ရောက်လာချိန်မှာတော့ဂျွန်လက်စွပ်ကအသုံးဝင်တာကြောင့်ပြန်ယူခြင်းနေကြပြီးဟာရဲ့လမ်းညွန်ပေးမှုနဲ့လက်စွပ်ကိုအဝေးကနေထိန်းချုပ်လိုက်နိုင်ပါတယ်နောက်ဆုံးမှလက်စွပ်ကိုပြန်ခေါ်လိုက်နိုင်ပြီးအဖွဲတွေရဲ့လက်နက်တွေအားလုံးကိုပြန်ယူနိုင်ခဲ့ပါတယ်သူတို့တွေဇက်တာဘင်းကိုထိန်းချုပ်နေတဲ့စာတဲရဲ့ဒီနေရာကိုရောက်သွားကြပြီးအဒမ်စထရိတ်ကစာတဲကိုဆက်သွယ်ပြီးဒီအရာအားလုံးကမတော်တဆမှုတစ်ခုသာဖြစ်ကြောင်းနဲ့တိုက်ပွဲကိုရပ်တန့်သင့်ကြောင်းပြောပြလိုက်ပါတယ်ဒါပေမဲ့စာတဲကလက်စားချင်းချင်းစိတ်ပုံများနေကြတာကြောင့်နားမထောင်ခဲ့ပါဘူးအဲ့ဒီစင်နက်စရိုကရန်ဒီရဲ့ဂျိုကိုရောက်လာပြီးတိုက်ပွဲကြီးတစ်ခုထပ်မံဖြစ်ပွားပါတော့တယ်ဂျွန်စီဝစ်ကသူ့ရဲ့လက်စွပ်အင်အားကိုအသုံးပြုပြီးစင်နက်စရိုနဲ့တိုက်ခိုက်ပေမဲ့စင်နက်စရိုရဲ့အင်အားကအရန်အားကောင်းနေပါတယ်နောက်ဆုံးအခိုက်အတန့်မှာဂျွန်ကလက်စွပ်ကိုပြန်ခေါ်ပြီးလက်စွပ်နဲ့စင်နက်စရိုကိုထိုးပေါက်တက်ပစ်လိုက်ပါတယ်သူလူမသက်ချင်ခဲ့ပေမဲ့အခုတော့တက်လိုက်ရတာလို့စိတ်တော့မကောင်းပါဘူးဒါပေမဲ့အမှန်တရားကဒီမှမပြီးသေးပါဘူးဟာဂျော်ဒန်ကရုတ်တရက်စာထဲကိုပြစ်သက်လိုက်ပြီးဂျွန်လည်းချက်ချင်းသတိထားမိလိုက်တာကြောင့်ဟာကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူးဟာသူလက်စွပ်ကိုအဝေးပို့လိုက်ပြီးတဲ့နောက်မှာစင်နက်စရိုက parallel ဆိုတဲ့အကောင်ကိုသူ့ကိုယ်တည်းထည့်ပြီးသူ့စိတ်တွေကိုပြောင်းလဲသွားစေခဲ့ပါတယ်သူရကောင်းစိတ်မဟုတ်တော့ပဲဟာကလည်းဂါဒီယန်တွေကိုသူ့ကိုယ်တိုင်တပ်ဖြတ်ပြီးလက်စွပ်တွေကိုသိမ်းယူခဲ့ပါတယ်သူ့ရည်ရွယ်ချက်ကတော့ Galaxy တစ်ခုလုံးကိုဖျက်ဆီးပြီးအသစ်တစ်ခုကိုသူ့အလိုအတိုင်းပြန်လည်ဖန်တီးနေတာပါဒီလိုနဲ့ဂျွန်စတူဝစ်လည်းသူယုံကြည်ခဲ့ရတဲ့သူရဲကောင်းတစ်ယောက်ကိုရန်သူအဖြစ်နဲ့ရင်ဆိုင်ရောက်ပါတော့မယ်ဟာဂျော်ဒန်စီကိုလက်စွပ်တွေအများကြီးရောက်လာပြီးလက်ဆက်ကြောင်းတော့လက်စွပ်တွေပြည့်သွားပါတယ်ဟာကတာမန်ဂရင်းလန်နဲ့မဟုတ်တော့ပဲပိုအင်အားကြီးမားတဲ့နတ်ဖျားတစ်ပါးလိုပုံစံဖြစ်သွားပါတယ်ဂျွန်စတူဝစ်နဲ့ဟာတို့တိုက်ခိုက်ခဲ့ကြပြီးဂျွန်လိုလူသစ်တွေကဟာကိုနိုင်ဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့ဂျွန်ဟာကိုမတားနိုင်ရင်စကြဝဠာပျက်စီးသွားနိုင်တာကြောင့်သူရဲ့အကောင်းဆုံးအနေထားနဲ့ဟာကိုပြန်တိုက်ခိုက်ပြီးဟာရဲ့လက်ချောင်းပေါ်ကလက်စွပ်တွေကိုပါချုပ်လိုက်နိုင်ပါတယ်နောက်ဆုံးမှတော့ဟာဂျော်ဒန်မြေပြင်ပေါ်လဲကျသွားပြီးဂျွန်ကဟာဂျော်ဒန်ကိုတတ်လို့ရပေမဲ့မတတ်ပါဘူးအဲ့ဒီဟာဂျော်ဒန်ကနောက်တစ်ချိန်ဂျွန်ကိုထပ်တိုက်ဖို့ကြိုးစားပြီးဂျွန်လည်းပြန်တိုက်ဖို့အခက်တွေ့နေချိန်မှာအိုလီဗာကဟာကိုပြစ်တက်လာပါတယ်နောက်ဆုံးမှဂျွန်ကဂရင်းလန်ဒန်လက်စွပ်တွေကိုဂလက်ဆီအနက်ပြန်ဖြတ်ပေးလိုက်ပြီးဂရင်းလန်ဒန်အသစ်တွေကိုရှာဖွေစေလိုက်ပါတယ်အဲ့ဒီအချိန်မှာဂျွန်စတူဝစ်နားလက်သွားတာကတော့သူ့အနေနဲ့ဒီအစွမ်းကိုမရွေးချယ်ခဲ့ပေမဲ့ဒီအစွမ်းနဲ့ဘယ်လိုလုပ်မလဲဆိုတာကိုတော့သူကိုယ်တိုင်ရွေးချယ်နိုင်တယ်ဆိုတာကိုပါပဲ
ဇကားရဲ့အစမှာဖလက်ကအချိန်ခရီးတစ်ခုကိုလုပ်ဖို့မြန်မြန်ပြေးနေရပြီး Speed 4ကိုအသက်ဝင်စေလောက်အောင်မြန်လာတဲ့အချိန်အခြားကဘာတွေပြိုကွဲပျက်စီးနေတာကိုမြင်တွေ့ရပါတယ်။အဲဒီနောက်မှာသူ့ရဲ့စမ်းသပ်ခန်းထဲကိုပျက်စီးနေတဲ့အခြေအနေနဲ့နိုးလာပြီးတခုခုမူမမှန်တာဖြစ်ခဲ့တယ်လို့တန်တရားဝင်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲအရေးလိုပုံရိပ်တစ်ခုခဏပေါ်လာပြီးမေဘီမသားစကားပြောကပျောက်ကွယ်သွားပါတော့တယ်။ဘိုင်းစားလာတဲ့ဘယ်ရီကအနီးနားကဒင်နာတစ်ခုကိုသွားပြီးစားဖို့မှလိုက်ပေမဲ့အိုင်ရစ်ကိုဇပွဲတို့အဖြစ်တွေ့လိုက်ရတော့အရန်ကိုအံ့အားသင့်သွားပါတယ်။ဘယ်ရီကသူမနဲ့စကားဆပြောပြီးအိုင်ရစ်က GPS News မှာတရေရေးသားသူအဖြစ်သူမရဲ့အိမ်မက်လို့ကိုရထားတယ်လို့ပြောကတနေ့မှာသူမက reporter ကြီးဖြစ်နေတာပါဘယ်ရီကသူမကိုနေ့လက်စာစားဖို့ဖိတ်တဲ့အချိန်အိုမင်းနဲ့အဖိုးကြီးတယောက်ကပြတင်းပေါက်ကနေထားပါ flat လို့လာပြောသွားပါတယ်နောက်တစ်ခါဘယ်ရီနိုးလာတဲ့အချိန်မှာ Android Amazon နဲ့တိုက်ခိုက်နေတဲ့အလဲမှာဖြစ်နေပြီး Superman ရောက်လာက flat ကိုအမြန်ဆွဲထုတ်လိုက်ပါတယ်Amazon က Superman ရဲ့တိုက်ခိုက်မှုကိုရှောင်ကသူ့စွမ်းအားကိုစုပ်ယူလိုက်ပြီး Flash က Superman ကိုကယ်ဖို့ကြိုးစားပေမဲ့ Amazon ကလက်နက်ကားစီးကိုဖောက်ခွဲလိုက်ပါတယ်။ Superman က Flash ကိုထွက်ပြေးဖို့ပြောပေမဲ့ Flash ကသူ့ကိုမထားခဲ့ပဲ Amazon ကလည်းတဖြည်းဖြည်းနီးလာချိန်မှာ Green Arrow ကပေါက်ကွဲများတွေတုံးပြီးမိခိုးဖို့အောက်မှာသူတို့ကိုကားနဲ့ကယ်ထုတ်သွားပါတယ်။ Superman ထိုင်ရရနေတာကိုစိုးရိမ်တဲ့ Green Arrow က Starlight ကိုပို့ဖို့ပြောပေမဲ့ Superman ကညှိပြီး Gotham မြို့ရဲ့ဝင်းရဲ့အိမ်ကိုပို့ခိုင်းပါတယ်။အဲဒီကိုရောက်တော့ Bruce Wayne က Superman ကိုသိနေတဲ့အပြင် Flash နဲ့ Green Arrow ကိုပါသိနေပါတယ်။အဲနောက်မှာတော့ဘတ်မန်ကစူပါမန်ကိုစမ်းသပ်ပြီးစွမ်းအားတစ်ဖြည်းဖြည်းပြန်လည်ရရှိနေတာကိုသိလိုက်ရပြီးအမေဇုန်နဲ့တိုက်ခိုက်မယ်ဆိုရင်စူပါစွမ်းအားတွေကိုစုပ်ယူသိမ်းဆည်းနိုင်တာကြောင့်ဖျက်ဆီးရခက်ကြောင်းရှင်းပြပါတယ်။အဲဒီနောက်ဘတ်မန်တို့ဟိုရှာတေရှာလုပ်လိုက်တော့အဖိုးကြီးတစ်ယောက်ကိုတွေ့ပြီးသူကဒေါက်တာအန်တိုနီအီဗိုလို့ခေါ်တဲ့အကြောင်းနဲ့နာမည်ကြီးတက္ကသိုလ်ကဘွဲရခဲ့တယ်ဆိုတဲ့အကြောင်းကိုပါပြောပြခဲ့ပါတယ်။မနက်ရောက်လာချိန်စူပါမန်ကတတိပြန်ရပြီးအားပြန်ရှိလာတော့ဘတ်မန်ကိုမဖိတ်ခေါ်ပဲလာရောက်ခဲ့တာကိုတောင်းပန်ခဲ့ကဒီကလွယ်လို့သွားစရာမရှိလို့ဖြစ်ကြောင်းပြောပြပါတယ်။ဖလက်ကဟီးရိုးအဖွဲဖွဲရအောင်လို့ပြောလာတော့ Green Arrow ကအဲ့ဒီအယူစားကစိုးတယ်လို့ပြောပေမဲ့ဘတ်မန်ကဒီအနေအသေးကိုရင်ဆိုင်ဖို့လိုအပ်တယ်လို့သဘောတူလာပါတယ်။သူတို့က Vision နဲ့ Martin ကိုခေါ်ယူပြီး Green Lantern ကိုလည်းခေါ်ပေမဲ့ Green Lantern ကသူ့ဟာအဖွဲ့အစည်းတစ်ခုမှအဖွဲ့ဝင်ဖြစ်လို့ညှင်းဆန်ခဲ့ပါတယ်။ Justice League ဖွဲ့ပြီးတဲ့နောက်မှာ Superman ကသတင်းစာရှင်းလင်းပွဲလုပ်က Metropolis Station ကိုအခြေစိုက်စခန်းအဖြစ်အသုံးပြုမယ်လို့ပြောလာပါတယ်။ Flash ကအဖွဲ့နဲ့ပဲကြော်ညာတော့မဲ့အချိန်မှာကားစီးပစ်တာခံလိုက်ရပြီး Superman ကဖမ်းယူလိုက်တယ်လို့ Amazon ကလည်းသူ့စွမ်းအားကိုစုပ်ယူလာခဲ့ပါတယ်။အဲအချိန်မှာ Flash ကတော့လူတွေကိုကယ်နေချိန်အတန်တွေကြားလိုက်ရပြီး Amazon ကသူ့ကိုဆက်သွယ်နေတာဆိုတာကိုလည်းသိလိုက်ရပါတယ်။ Flash လည်းဘာကြောင့်လူတွေကိုတိုက်ခိုက်နေတာလဲလို့မေးလိုက်တော့ Amazon ကလူသားဘဝကိုတိုးတက်အောင်နဲ့အသက်ရှင်စေဖို့ဖန်တီးထားတာလို့ပြောပေမဲ့ Flash ကမင်းရဲ့အပြုတ်မှုတွေကမကိုက်ညီဘူးလို့ပြောပါတယ်။ Amazon ကလူမဟုတ်သူအားလုံးကိုတတ်ဖို့မရှင်အသစ်ရထားတယ်လို့ပြောပြီးအဲ့ဒီသူကအာမဝစ်ထားတဲ့လက်လူသားဖြစ်ကြောင်းကိုပါပြောပြခဲ့ပါတယ်။လက်လူသားက Superman အစွမ်းအားကိုစုပ်ခိုင်းရာ Amazon ကမူလ program နဲ့မကိုက်ညီလို့တုံဆိုင်နေပေမဲ့ Let's ကအတင်းအကျပ်စေခိုင်းခဲ့က Justice League ကိုတိုက်ခိုင်းပါတယ်။ Batman ကအားနည်းနေတဲ့ Superman ကိုကယ်တင်ကလေကြောင်းတိုက်ခိုက်မှုနဲ့တိုက်ကြမယ်လို့ပြောပေမဲ့ကျန်တဲ့သူတွေကတော့သဘောမတူပါဘူး။အဲ့ဒီအချိန်မှာ Flash ကတစုံတစ်ခုကိုသဘောပေါက်သွားပြီးဒေါက်တာ Evil ကိုရှာဖို့ပြေးထွက်သွားကအကျဉ်းတော်တစ်ခုမှာဖမ်းဆီးထားတဲ့ Evil ကိုတွေ့သွားပြီး Android ကိုလက်လူသားကထိချုပ်သွားပြီးလို့ပြောပေမဲ့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဒေါက်တာ Evil ကသိပြီးသားပါ။ Evil ကလက်လူသားရဲ့ရုံးခန်းမှာ Quantum Energy စုပ်ယူနည်းကိုသူတည်တနာလုပ်ခဲ့ပြီး Alien နည်းပညာနဲ့ Meta Human စွမ်းအားကိုစုပ်ယူနိုင်တဲ့ Amazon ကိုဖန်တီးခဲ့ကြောင်းရှင်းပြပါတယ်။သူကလူတွေကိုမထိခိုက်စေဖို့ program ထည့်ထားပေမဲ့ Let's ကအဲ့ဒါကိုအနည်းငယ်ပြောင်းလဲအောင်လုပ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲ Flash လည်း Evil ကို Amazon စီကိုယူလာခဲ့ပြီး Amazon နဲ့စကားပြောက Amazon ကစုပ်ယူထားတဲ့စွမ်းအားတွေကိုအဖိုးကြီးစီကိုပြန်လွှတ်လိုက်တော့အဖိုးကြီးလည်းသေဆုံးသွားခဲ့ပါတယ်။အဲ့ဒါကိုတွေ့လိုက်ရတဲ့ Amazon ကတော့အလွန်အမင်းကိုအံ့ဩထိတ်လန့်သွားပါတယ်။ Batman နဲ့ Let's လူသားက Evil ကိုယောဂတစ်ခုနဲ့ကူးစားစေခဲ့တာလို့ရှင်းပြခဲ့ရ Amazon လည်း Let's ကိုချက်ချင်းပဲတတ်မလို့လုပ်ပေမဲ့ Flash ကတားလာပြီး Evil ကဒီလိုမလို့ခြင်းဘူးလို့ပြောလာပါတယ်။အဲနောက်မှာတော့ Amazon လည်းစွမ်းအားတွေပြန်ပေးကရှက်တောင်းပြသွားပါတယ်။အဲနောက်မှာတော့ Flash ကပျက်စီးနေတဲ့ Central City ကိုရုတ်တရက်ရောက်လာပြီးအဲ့ဒီအချိန်မှာပဲဘန်ကိုဓမြတိုက်နေတဲ့ Flash တယောက်ကိုတွေ့လိုက်ရစုံစမ်းမေးမြန်းကြည့်တော့ဒီမျိုးကတော်တော်ဆိုးဝါးနေတာပဲဆိုတာသိလိုက်ပါတယ်။သူတို့စကားပြောတဲ့အိမ်မှာပဲ Flash နောက်မှာဝန်နာဝန်မန်းလိုမျိုးတယောက်ပေါ်လာပြီး Flash ကိုဖမ်းလိုက်ပါတော့တယ်။သူတို့တွေ Flash ကိုဖမ်းပြီး Super Woman ရဲ့အမှန်တရားကြောက်ခွင့်နဲ့စစ်ဆေးကြည့်လိုက်တော့ Flash လည်းသူကဒီကဘာကမဟုတ်ကြောင်းနဲ့ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲဆိုတာမသိဘူးလို့ပြောပါတယ်။အမှန်တရားရဲ့ကြောက်ခွင့်နဲ့စစ်မေးနေတာကြောင့်ဒါတွေအားလုံးကအမှန်တွေပဲဆိုတာသိသွားပြီးတခြားကဘာတွေလည်းတည်ရှိနေတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။ဒါကြောင့်သူတို့တွေအားလုံးအခြားကဘာတွေကိုသိမ့်ပိုက်ချင်နေကြပါတယ်။အဲ့ဒီအချိန်အိုမင်းနေတဲ့ John Constantine ပေါ်လာပြီးမှော်နဲ့တားစီကဒီကဘာဟာ Antimatter ဝေးကြောင့်တေဆုံးမဲ့ကဘာဖြစ်လာတော့မယ်လို့ပြောလာပါတယ်။လိုင်းတွေရောက်လာချိန်မှာကဘာသုံးက Superman တို့တော့မတားနိုင်ပဲပြက်စီးသွားပြီး Barry ကလည်းသူ့မင်္ဂလာဆောင်လေးကိုပြန်မြင်သွားပါတယ်။ Barry ချက်ချင်းဆိုသူလိုပဲ Irish ချီသွားပြီးကဘာသုံးကနေ Super 4အားလုံးကိုယူလာခဲ့ကြောင်းပြောပါတယ်။အရာအားလုံးအဆင်ပြေသွားမှာပါလို့ပြောကမင်္ဂလာဆောင်ကိုကျင်းပခဲ့ကြပေမဲ့အဲ့ဒီအချိန်မှာပဲ Harvey ကပေါ်လာပြီးကဘာကိုကယ်တင်ဖို့ Flash ကိုခေါ်ကအခြားကဘာဟီးရိုးတွေနဲ့အာဂါသစကန်မှာတွေ့စေပါတယ်။အဲအာဂါသစကန်မှာဟီးရိုးတွေအများကြီးနဲ့ဟီးရိုးတွေရထက်မှာတော့ Monitor က Antimatter ဝိအနေရကိုရှင်းပြပြီးတုံငါဆက်တွေကိုတိစောက်ဖို့ Batman နဲ့ပညာရှင်တွေကိုအစီအစဉ်စီမံခိုင်းပါတယ်။အစကတော့ဟီးရိုးတွေကမင်းဘသူမလို့ငါတို့ကိုလာခိုင်းနေတာလဲဆိုတာနဲ့ဘဲကလိုင်းလုံးတွေကငါတို့ကိုတိုက်စားသွားမှာလဲလို့မိတာတော့ Monitor လည်းဟီးရိုးတွေကိုပြလိုက်ပါတယ်။
ဟီရိုတွေလည်းအဲ့ဒါကိုသိလိုက်ကြတော့ကဘာမြေတွေမှာတာဝါကြီးတွေတိစောက်ကြပြီးဖလက်ကတဲ့ဒီဇယ်ကြီးတွေလဲပတ်နိုင်အောင်လို့သူ့ရဲ့စပီကိုတုံးပြီးဆွဲနေရအောင်လုပ်ပေးခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့စပီတယောက်ဆက်ကြီးတွေကိုအားရသွင်းပေးနိုင်ခဲ့ပြီးသူပြေးနေတဲ့ဆက်ကြီးတွေပျက်စီးသွားပါတယ်အရန်ကိုအိုနေပြီးဖြစ်တဲ့ဘယ်ရီတယောက်နောက်ခဏမှာပဲပျောက်သွားရပဲမိအရာအားလုံးကအစဖြစ်တဲ့ကဘာဦးအစကိုရောက်သွားပါတယ်အမှသူတွေးခဲ့တာကတော့မော်နီတာကိုဖြစ်ပြီးဖလက်လည်းမင်းသားတွေကိုတားရမယ်လို့ပြောကကျွေလင်းပျက်စီးသွားပါတော့တဲ့အဲ့ဒီအချိန်မော်နီတာရဲ့အာကာသစကန်မှာတော့လူတချို့ကပျောက်ကွယ်သွားကဘာတွေဖြစ်နေတာလဲဆိုပြီးမော်နီတာကိုလှမ်းမိလိုက်ပေမဲ့မော်နီတာကမရှိနေပါဘူးညအမောင်ထဲမှာဗန်မန်းကစိတ်ဖောက်ပြန်နေတဲ့ဂျိုကာကိုလိုက်လံဖမ်းဆီးနေပါတယ်ဒါပေမဲ့ကံမကောင်းစွာပဲဂျိုကာကိုမဖမ်းနိုင်ပဲသူ့ရဲ့မိတ်ဆွေဟောင်းဂျိန်းဂေါ်ဒန်ကိုသာဖမ်းမိသွားပါတယ်ဂေါ်ဒန်ဟာဂျိုကာအစိတ်ကူးဆက်ထားပြီးဗန်မန်းကိုအာယုံလွဲစေဖို့အတုံးချခံရတဲ့လူတစ်ယောက်လိုဖြစ်နေပါတယ်အဲ့ဒီအချိန်မှာစစ်တပ်တုံတင်ကားတစ်စီးရောက်လာပြီးဂျိုကာကိုယ်တိုင်ထွက်လာကဗန်မန်းကိုပြက်ရယ်ပြုတ်ရင်ဂျိန်းဂေါ်ဒန်ရဲ့ခန္ဓာကိုယ်နဲ့ချိတ်ထားတဲ့ဘုံကိုဖောက်ခွဲလိုက်ပါတယ်ဗန်မန်းကအချိန်မီလွတ်မြောက်နိုင်ခဲ့ပေမဲ့သူ့ရဲ့မိတ်ဆွေကိုတော့မကယ်နိုင်ခဲ့ပါဘူးဂျိုကာကဆက်ပြီးဗန်မန်းကိုအပြစ်တင်ပြက်ရယ်လုံးနေချိန်မှာမျောစင်မော်ကစစ်သားတွေကဂျိုကာကိုပြစ်ခတ်လို့ဂျိုကာကတင့်ကားထဲကိုပြန်ဝင်ပြီးအကာအကွယ်ယူသွားပါတယ်အဲ့ဒီအချိန်မှာပဲတစ်ဖက်ကနေတင်ကားထဲကိုဘုံပစ်လာတာကြောင့်အမြန်လေးရှောင်လိုက်ရပြီးအပြင်ကိုရောက်လာချိန်မှာတော့ဗန်မန်ရဲ့တခြားကဘာကအဖွဲ့တွေရောက်လာခဲ့ပါတယ်အဲ့နောက်မှာတော့ဗန်မန်ရောက်လာပြီးဂျိုကာကိုဆွဲခေါ်သွားရင်မင်းတို့ကငါလုပ်ငန်းကိုဖျက်ဆီးနေတာပဲလို့ပြောကအဖွဲ့ရှိကနေထွက်သွားလိုက်ပါတော့တဲ့တဖက်မှာတော့ချာကဒေါက်တာဖိတ်ကိုစိတ်ပါဆိုင်ရာစစ်ဆေးနေပြီးဒေါက်တာဖိတ်ကဘာမှပြန်မပြောတာကြောင့်သူ့အတိတ်ကိုပြန်ပြောပြဖို့သာဖြစ်လာရပါတယ်သူဟာစဉ်းစားတွေးခေါ်တတ်တဲ့ကလေးတယောက်ဖြစ်ပျော်ရွှင်တဲ့နေရာမှာကြီးပြင်းလာခဲ့ပေမဲ့မိဘတွေအငင်းပွားတိုက်ခိုက်ကြတဲ့အချိန်ကစပြီးသူ့စိတ်ထဲမှာနာကျင်မှုတွေဖြစ်လာခဲ့ပါတယ်သူ့ကိုအိုဟောင်းနေပြီးဝေးလံတဲ့အကြောင်းတစ်ကြောင်းကိုပို့ခဲ့ပြီးအဲ့ဒီမှာကလေးတွေကနေ့တိုင်းသူ့ကိုအနိုင်ကျင့်ကြပါတယ်သူ့ကိုအနိုင်ကျင့်တဲ့ကလေးတယောက်ကိုထိန်းချုပ်ကအခြားကလေးတယောက်ကိုတတ်စေခဲ့ပါတယ်သူဟာတဖြည်းဖြည်းနဲ့ចောင်းသားတွေရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုအပြည့်အဝထိန်းချုပ်လာပြီးနောက်ဆုံးရဲတွေចောင်းထဲကိုဝင်ရောက်စစ်ဆေးတဲ့အခါចောင်းသားတွေနဲ့ဆရာတွေရဲ့အလောင်းတွေဆွဲထားတာကိုသာတွေ့ရပါတယ်။အဲအချိန်အမောင်ထဲမှာတော့စိတ်ထိန်းချုပ်ခံရတဲ့ကလေးအုပ်စုတစုကရဲတွေကိုတိုက်ခိုက်ဖို့ထွက်လာခဲ့ကြပါတယ်။နှစ်များစွာကြာပြီးတဲ့နောက်ချာကနာဇီတွေကိုဝင်ရောက်ပူပေါင်းပြီးနယ်မြေတွေကိုချဲတွေဖို့စီမံကိန်းချပါတယ်။သူကနာဇီတွေကိုထိန်းချုပ်ပြီးအတ္တလန်တီသမုဒ္ဒရာမှာလှည့်လည်ကသင်းမောဗိုလ်ချုပ်အဖြစ်နေရာရရှိခဲ့ပါတယ်။မဟာမိတ်သင်းမောတွေကိုအကူအညီတောင်းတဲ့အချက်ပြအနေနဲ့လိမ့်လက်ခေါ်ဆောင်ပြီးနီးလာတဲ့အခါသင်းမောတဲ့လူတွေကိုမညာမတာဖျက်ဆီးပါတယ်။သူကအခြားသူတွေရဲ့နာကျင်မှုတွေကိုထိန်းချုပ်ရတာကိုပျော်ရွှင်နေတဲ့လူတယောက်ပါတနေ့မှာတော့မုံတိုင်းတစ်ခုကြောင့်သူ့စီမံကိန်းပျက်စီးသွားပြီးအသက်ကလေးတစ်စီးနဲ့အသက်ရှင်ညံရက်ခဲ့ပါတော့တဲ့နောက်နေ့လေပေါ်မှာနေနေရင်အတက်လက်နေရဲ့အဖွဲ့သားတွေကလှေသားကိုရောက်လာခဲ့ကချားရဲ့စိတ်ညို့တာကိုခံရပါတယ်ချားလည်းသူတို့ဘရင်ဖြစ်တဲ့အကွာမန်းရှိကိုလိုက်ဖို့ခိုင်းကဟိုးရောက်တော့အကွာမန်းကိုစိတ်ညို့ဖို့ကြိုးစားပေမဲ့သူထိန်းချုပ်လို့မရနေပါဘူးဒါပေမဲ့ခဏတာကြိုးစားပြီးတဲ့နောက်မှာတော့အကွာမန်းလည်းချားရဲ့စိတ်ထိန်းချုပ်တာကိုခံရပါတော့တဲ့တစ်ချိန်လုံးကမော်နီတာကဂလက်ဆီအတွင်းလှည့်လည်ပြီးကဘာတွေလောကတွေပျက်စီးခြင်းနဲ့စတင်ခြင်းတို့ကိုကြည့်ရှုနေပါတယ်အဲအချိန်ဆက်တက်လိုက်ကခရစ်ပတွန်ကနေကြိုးပမ်းလာတဲ့ရင်းတစ်စင်းမှာခရစ်ပတွန်မင်းကလေးတယောက်ရှိပြီးတည်ဆုံးတော့မယ်လို့အစဉ်ခံပါတယ်မော်နီတာကတော့မကယ်နဲ့လို့ပြောပေမဲ့စက်တက်လိုက်ကတော့မော်နီတာမသိအောင်ကယ်ထားလိုက်ပါတယ်စက်တက်လိုက်ကမင်းကလေးကိုအာဟာရအဖြစ်စွပ်ပြုတ်လုပ်ပေးပြီးဆောက်ရှောက်ပေးခဲ့ပါတယ်အဲ့ဒီမင်းကလေးကတော့ခါရာဖြစ်ပြီးခါရာကသူ့အိမ်မြေခရစ်ပတိုပျက်စီးသွားတယ်ဆိုတာကိုသိလိုက်ရတော့ဒေါသထွက်လာတဲ့အပြင်ဝဲလန်းနေသွားခဲ့ပါတယ်မော်နီတာကသူမဟာခရစ်ပတိုနီယာနောက်ဆုံးမဟုတ်ပဲကဘာမြေမှာအသက်ရှင်နေတဲ့သူ့အကိုဝမ်းခွဲလည်းရှိနေတယ်လို့ရှင်းပြလာခဲ့တော့ခါရာလည်းကဘာမြေကိုသွားပြီးသူ့အကိုကိုရှာဖို့ထွက်သွားပါတယ်တစ်ဖက်ကစင်မင်းနေတဲ့ချာကတော့အားနေပြီးအဖိုးကြီးဖြစ်နေတဲ့ဒေါက်တာဖိတ်ကိုသူ့စိတ်နဲ့ထိန်းချုပ်ဖို့ကြိုးစားပေမဲ့ဘလို့မှထိုးပေါက်မရနေပါဘူးဒါပေမဲ့မကြခင်မှာပဲဒေါက်တာဖိတ်ကအခြားလောကတွေအကြားသွားလာနေတဲ့ဆွာအားကိုချားကိုပေးလိုက်ပါတော့တဲ့ချားလည်းအဆွာအားကိုရရချင်းပဲထောင်ထဲကနေငါ့ကိုထုတ်ပေးပါလို့အဆောက်တွေကိုပြောကကြောက်ကြောက်နဲ့ထွက်ပြေးသွားပါတော့တဲ့တစ်ဖက်မှာတော့မော်နီတာကအနီမတာဝေးရတိုးတက်လာမှုကိုကြည့်ရှုနေပြီးယူနီဗာကိုဖျက်ဆီးနေတာကိုတွေ့နေရပါတယ်စက်တလိုက်ကခါရာရဲ့ခရီးစဉ်ကိုစောင့်ကြည့်နေပြီးမော်နီတာလည်းခါရာရဲ့အနိုင်ရမှုကိုတွေ့လိုက်ရတော့ကိုယ်တိုင်တော့အံ့ဩသင့်သွားပါတယ်အဲနောက်မှာတော့ခါရာကခါရာကိုရှာဖို့လက်ဝင်းစီကိုသွားပြီးမဲ့စက်တလိုက်ပေါ်လာပြီးမော်နီတာစီကိုပြန်ခေါ်သွားပါတယ်ခါရာကအရန်တော်သားထောက်သွားပြီးမော်နီတာကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့လူသားတွေရဲ့တိုက်ခိုက်မှုတွေကသူ့ကိုမထိခိုက်နိုင်ပါဘူးမော်နီတာကအန်နီမတာဝေးအခြေအနေကိုခါရာကိုရှင်းပြပြီးအဲ့ဒီလိုင်းကိုရပ်တန့်ဖို့စီမံကိန်းမှာပါပြီးဖို့တောင်းဆိုလာပါတယ်အဓိကစီမံကိန်းအောင်မြင်ဖို့သူ့ရဲ့အသက်ဆွမ်းအားတချို့ကိုခါရာထဲသို့လွှဲပြောင်းပေးလိုက်ပါတယ်အဲအချိန်တပြိုင်နက်တည်းမှာပဲချာကမျိုးတစ်မျိုးရဲ့လမ်းကြားထဲမှာပုံရှိုးခွယ်ရှိုးနဲ့ဖလက်ရှီကနေလွတ်မြောက်အောင်ကြံစည်နေပါတယ်ဖလက်ကသူ့ကိုနေရာတိုင်းမှာရှာဖွေနေပေမဲ့ချာကတော့ဒေါက်တာဖိတ်ပေးထားတဲ့စွာကိုအသုံးပြုကအခြားလောကတစ်ခုစီကိုခုံကူးသွားပါတယ်အဲ့ဒီလောကမှာလည်းလူတွေကသူ့အနာကိုစမ်းကျင်လှုပ်ရှားနေကြပြီးအဲ့ဒီအချိန်မှာပဲဟာပင်ကပေါ်လာပြီးအန်နီမတာဝေးကနေလောကအားလုံးကိုကယ်တင်ဖို့မော်နီတာနဲ့ပူပေါင်းဖို့ချာကိုဖိတ်ခေါ်ခဲ့ပါတယ်အဆက်ရှိမှာအန်နီမတာဝေးကိုလူတိုင်းသတိထားနေရပြီးစူပါမန်ကလာမဲ့လိုင်းကိုတွေ့ရှိကစက်တက်လိုက်ကအတလုံးချင်းစီကိုစစ်ဆေးနေပြီးသူရဲကောင်းတွေကကိုပိုင်တာဝါတွေကိုစွမ်းအားဖြစ်ကတိုက်ခိုက်မှုကိုကြိုတင်ပြင်ဆင်နေကြပါတယ်ဝနာဦးမန်ကသူမရဲ့ချစ်သူစူပါမန်ကိုလုံခြုံရာကိုပြန်သွားဖို့ဖုန်းခေါ်နေပြီးအဆက်ကွန်မှာရှိတဲ့ခါရဲကတော့ဆောက်လုပ်မှုတွေကမလုံလောက်တာကြောင့်တာဝါအပူလွန်ခဲ့တဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်မော်နီတာကခါရာကိုခါအစီသွားပြီးပြဿနာကိုဖြေရှင်းဖို့အမိပေးကခါရာကိုအဆက်ကွန်စီကိုလွှဲပြောင်းပေးလိုက်ပြီးခါရာလည်းဟိုကိုရောက်တာနဲ့မီးလောင်မှုတွေကိုငြိမ်းသက်ကထာဝါကိုစွမ်းအားပြည့်လှုပ်ဆောင်ပါတယ်အဲနောက်မှာတော့သူတို့ကအန်နီမတာဝေးကိုအောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်ခါရဲနဲ့ခါရာစကားပြောကြတဲ့အခါခါရာကသူမရဲ့မူလကပါခရစ်ပတိုပျက်စီးသွားတာနဲ့သူမသိခဲ့တဲ့မြလူတွေဆုံးရှုံးသွားတာကြောင့်ဒေါသတွေထွက်ကငိုနေခဲ့ပါတယ်အဲအချိန်မော်နီတာပေါ်လာပြီးသူတို့ကိုစက်တက်လိုက်စီပြန်ခေါ်လိုက်ပါတယ်တဖက်မှာတော့ခန်နီဆိုတဲ့သူကိုအဆက်ကွန်မှာရှိတဲ့တာဝါကိုထိန်းသိမ်းဖို့ခံတာပြီးခန်နီလည်းသူ့ကိုတခြားနေရာတွေမှာတောင်းချပေးလို့ရပေမဲ့ဒီနေရာမှာတော့တောင်းမပေးဖို့တောင်းဆိုပေမဲ့
မဲ့စူပါမန်ကတော့မင်းကဒီဘက်မှာရှင်သန်တဲ့နောက်ဆုံးလူသားပဲလို့ပြောကတည်တည်ချာလေးကာဝယ်ခိုင်းလိုက်ပါတယ်တစ်ဖက်မှာတော့ချာကလူသားတွေရဲ့စိုးရင်ပူပန်မှုကိုရှော့ချဖို့စူးစမ်းနေပါတယ်သူကဒီတောင်ကိုပုံပုံလုံးဆောင်နိုင်ဖို့မော်နီတာစီကအသက်ဆွမ်းရင်ကိုထပ်မံတောင်းဆိုပါတယ်မော်နီတာကလည်းချားရတိတ်ကိုသိပေမဲ့ချားကိုယုံကြည်ပြီးစွမ်းအားပေးလိုက်ပါတော့တယ်ချားလည်းရလာတဲ့စွမ်းအားတွေကိုစမ်းပြီးအသုံးပြုဖို့အတွက်ဘလူးပီတာရဲ့စိတ်ကိုထိန်းချုပ်ကြည့်လိုက်တော့အရင်ကထိန်းချုပ်လို့မရတဲ့ဘလူးပီတာကိုအခုထိန်းချုပ်နိုင်ခဲ့ပေမဲ့ချက်ချင်းပဲမျက်စိတက်မိတဲ့အတွက်ပျောက်ကွယ်သွားပါတယ်တစ်ဖက်မှာတော့ဗန်မန်တယောက်တာဝါကိုပြင်ဆင်စရာရှိရောက်နေပြင်ဆင်နေချိန်မှာသူ့နောက်ကနေအမောင်တက်တော်ဝါတစ်ကောင်ခိုးဝင်လာပြီးတိုက်ခိုက်လာပါတော့တယ်စက်တလိုက်ထိန်းချုပ်ခန်းမှာအဲ့လိုမျိုးအကောင်တွေကတာဝါစီမှာပေါ်လာတယ်လို့သတင်းတွေပို့နေတာကိုတွေ့နေကြပါတယ်အဲ့ဒီတစ်ဖက်ကချားကတော့မော်နီတာရဲ့ပြောင်းပြန်ဖြစ်တဲ့အန်ဒီမော်နီတာနဲ့တွဲဆုံနေပါတယ်အန်ဒီမော်နီတာကချားကိုလူသားအလုံးရဲ့နာကျင်မှုကိုမြင်စင်ပြီးသူ့ကိုယ်ပိုင်လောကတစ်ခုကိုဖန်တီးကနဖျားပြစ်လာလိုက်ပါလားလို့ဆွဲဆောင်နေပါတော့တယ်အရေးမကောင်းဆိုးဝါးတွေကစူပါမန်နဲ့သူ့အဖွဲ့ကိုတိုက်ခိုက်လာပေမဲ့စူပါမန်တို့ကတော့တခြား၄000ရန်သူတွေကိုထိခိုက်အောင်မလုပ်နိုင်ပါဘူးကမ္ဘာမြေနဲ့မှာတော့ဗန်မန်ကအရာအလုံးကိုကိုယ်တိုင်ပဲထိန်းချုပ်ဖြည့်ရှင်းဖို့ကြိုးစားနေပြီးဒိုင်ယာနာနဲ့ဝန်နာဦးမန်ကတော့အမေဇွန်ကမ္ဘာကိုကောက်ဝဲဖို့သူမတို့ရဲ့အမေဇွန်ညီမတွေကိုကူညီပေးဖို့ရှေ့ထွက်လာပါတော့တယ်အဲ့ဒီဘတ်ဖမ်မီကလည်းရောက်လာပြီးအလင်းထုံးနိုင်တဲ့ပောက်ကွဲပစ္စည်းတွေကိုယူလာခဲ့ကအရေးမကောင်းဆိုးဝါးတွေကိုဖျက်ဆီးနိုင်ခဲ့ပါတယ်စက်တလိုက်အတွင်းမှာတော့ခါလာကချားနဲ့တွေ့နေပြီးသူမရဲ့စိတ်ကိုထိန်းချုပ်ကမော်နီတာနဲ့သူမနဲ့ဂျားကိုရံမပြပြအောင်စိတ်ကိုလှုပ်လိုက်ပါတော့တယ်တကယ်တမ်းတော့ချားကိုအသုံးပြုပြီးခါလာနဲ့စကားပြောနေတာကအန်ဒီမော်နီတာဖြစ်ပါတယ်ဗန်မန်ကဘတ်ဝင်းကိုအသုံးပြုပြီးတိုက်ခိုက်မှုပြုလုပ်ပေမဲ့ရန်သူတွေကဟီးရိုးတွေရဲ့စိတ်ကိုညှို့ကအချင်းချင်းကိုတိုက်ခိုက်စေပြီးအရှုပ်တွေကိုဖြစ်စေပါတယ်ဒွင်းလန်တန်ကဒေါက်တာလိုက်နဲ့တိုက်ခိုက်နေပြီးဂျွန်ကိုစန်တွေကလည်းရောက်လာခဲ့ပါတော့တယ်ဂျွန်ကိုတွေးတော့မင်းကအမြဲတောင်းစားနေတဲ့တရောင်းစားအဖိုးကြီးပဲလို့ပြောကသူတို့နှစ်ယောက်တိုက်ခိုက်ကြပြီးတိုက်ခိုက်နေရင်းနဲ့ဂရင်းလန်တန်ကမင်းကဂျွန်ကိုစန်လေးပဲလို့ပြောလိုက်တော့ဂျွန်လည်းနောက်ဆုံးတော့ငါဘယ်သူလဲဆိုတာကိုသိရပြီပဲလို့ပြောလာပါတော့တယ်အဲနောက်မှာတော့သူတို့နှစ်ယောက်ပေါင်းပြီးရန်သူတွေကိုအပြစ်သက်ချိန်မုံလိုက်ကြပါတော့တယ်ဘတ်ဖမ်မီကတော့အဖွဲနှစ်ဖွဲခွဲပြီးဆက်လက်တိုက်ခိုက်နေပြီးအရေးမကောင်းဆိုးဝါးတွေကသူတို့ကိုဝိုင်းထားပါတယ်အရေးမကောင်းဆိုးဝါးတွေကိုပြန်ပြန်တိုက်ပေမဲ့အခြေအနေတွေကပိုပိုပြီးဆိုးဝါးလာပါတယ်နောက်ဆုံးမှာတော့ဗမန်တို့ကြီးပဲဒီကောင်တွေကိုအနိုင်မတိုက်နိုင်တာကြောင့်ပြန်လည်ဆုတ်ခွာသွားကမော်နီတာကိုဟီးရိုးတွေအားလုံးကိုဒီကိုပို့ပေးဖို့အကူအညီနှမ်းတောင်းလိုက်ပါတယ်ခဏကြာတော့ဟီးရိုးတွေလည်းရောက်လာကြပြီးအင်အားကြီးမားတဲ့အကောင်ကြီးကိုဝိုင်းပြီးသမားကြပါတော့တယ်အဲ့ဒီတစ်ဖက်မှာတော့ခါရာကမော်နီတာကိုသူမရဲ့လေစာအစွမ်းနဲ့ပြစ်လိုက်ရမော်နီတာလည်းအလူးလဲခံစားလိုက်ရပါတော့တယ်မော်နီတာအဲ့လိုဖြစ်သွားတာကိုတွေ့လိုက်ရတဲ့ခါရာလည်းငါဘာတွေလှုပ်လိုက်ပြီးတာလဲလို့ပြောကကိုဘကိုနောင်နာရနေမိပါတော့တယ်အလင်းနဲ့တိုက်ခိုက်မှုတွေကရန်သူအဘောက်ကိုအလုံးဖြစ်နေပေမဲ့အဲ့ဒီအကောင်ကလျောညီထွေမှုနဲ့ပြောင်းလဲပြီးကိုကာဝယ်ဖို့အလွာတစ်ခုကိုဖန်တီးလိုက်ပါတယ်အဲ့ဒါကရိုးရိုးအလွာမဟုတ်ပဲတိုက်ခိုက်မှုတွေကိုကာဝယ်နိုင်တဲ့အလွာတစ်ခုပါအဲနောက်မှာတော့အကောင်ကြီးကအတော်လေးကိုကြီးမားတဲ့စွမ်းအင်တစ်ခုကိုဖန်တီးကဟီးရိုးတွေဘက်ကိုပြစ်ဖို့ပြင်လာပါတော့တယ်ခါရာကမော်နီတာရဲ့မီးလောင်သွားတဲ့အလောင်းကိုကင်ထားစင်မှာမော်နီတာရဲ့ခန္ဓာကိုယ်ကအလင်းတောက်တောက်တွေထွက်လာပြီးစွမ်းအင်တွေထွက်ပေါ်လာပါတော့တယ်။အဲ့ဒီစွမ်းအင်တွေကစတက်လိုက်ကိုအင်အားပေးပြီးကြန့်ရှိနေတဲ့ကဘာတွေကိုမာတီဘက်အပြင်ဘက်မှာရှိတဲ့ dimension တစ်ခုစီကိုတယ်လီဘော့လုပ်နိုင်အောင်အင်အားလုံလောက်သွားတာကြောင့်အခြား dimension စီကိုပြောင်းသွားပါတယ်။အဲ့ဒီနေရာကိုနောက်ပိုင်းမှာ W လို့ခေါ်ကြပါတယ်။လာအနေငယ်ကြာသွားပြီးတဲ့နောက်မှာ Justin Lee ဟာပျက်စီးသွားတဲ့ကဘာတွေကနေအစိပ်ပိုင်းအမြောက်များထဲကမှအသက်ရှင်သူတွေကိုရှာဖွေခဲ့ပါတယ်။အဲအချိန်မှာ Wonder Woman ကိုရေခဲထဲမှာရှိနေတာကိုတွေ့ခဲ့ကြပြီး Satellite စီကိုပြန်ခေါ်လာကြပါတယ်။ Superman ကသူမကို Heat Version နဲ့ရေခဲပျော်စေပြီးဖြစ်ပျက်ခဲ့သမျှကိုရှင်းပြပါတယ်။ Monitor တည်ဆုံးပြီးတဲ့နောက်မှာကြံတဲ့ကဘာတွေဟာမတည်ငြိမ်တဲ့ dimension တစ်ခုတည်းကိုဆွဲသွင်းခံခဲ့ရပြီးအဲ့ဒီနေရာက Multiverse အပြင်ဘက်မှာရှိတာကြောင့် Anti Monitor မရောက်နိုင်သေးဘူးလို့ဆိုကြပါတယ်။ဒါပေမဲ့ဗလိထဲမှာတော့ယူဘဗီတာစီးမြင့်နေမရှိတော့ပဲအချိန်နဲ့အာကာသတွေရောထွေးနေပြီးကဘာတစ်ခုချင်းစီအတိတ်နဲ့လက်ရှိအမြဲပြောင်းလဲနေပါတယ်။အရင်အမြင့်တွေမရောက်နိုင်တဲ့အပိုင်းတွေကြောင့်ကဘာတွေမှာအရင်မြင့်ရှားပါလာပါတယ်။ At1 မှာ Lois Lane, Green Arrow နဲ့ At2 မှာ Black Canary တို့ကအချိန်အာကာသအပေါက်တစ်ခုကိုစုံစမ်းနေစဉ်မှာဒိုင်နိုဆောအဆုကြီးထွက်ပေါ်လာပါတယ်။လူတွေကိုကယ်တင်ဖို့ကြိုးစားပေမဲ့ဟီးရိုးတွေမလုံလောက်လို့ခက်ခဲကြပါတယ်။ဒိုင်နိုဆောတွေကိုအနိုင်ရပြီးထင်တဲ့အချိန်နောက်ထပ်အုပ်စုတွေထပ်ထွက်လာပြီးစစ်သားအဖွဲ့တစ်ဖွဲ့ကလည်းသူတို့ကိုတနက်နဲ့ပြစ်ခတ်လာပါတယ်။လူတွေကစစ်သားတယောက်နဲ့စကားပြောတဲ့အခါမှာတော့သူတို့ကအချိန်တန်းမှာပျောက်ဆုံးနေတဲ့စစ်သားအဖွဲ့ဖြစ်ပြီးဒိုင်နိုဆောတွေကိုထိန်းချုပ်ကအတန်းကိုမပြတ်စီအောင်ကာဝယ်ဖို့ရည်ရွယ်ထားတယ်လို့ပြောပါတယ်။အခြားဘက်မှာတော့လေးချင်းရောက်တုံးကကမ္ဘာတလွှားဖြစ်ပေါ်နေတဲ့မှန်မှန်ကန်မှုတွေကြောင့်စိုးရိမ်နေရပါတယ်။ Let's လူသားကတော့လူတိုင်းကိုကယ်တင်နိုင်မဲ့အစီအစဉ်တစ်ခုရှိတယ်လို့ဆိုပါတယ်။အဲနောက်မှာတော့လူသားကချောင်းကိုဖမ်းထားတဲ့အခန်းထဲကိုဝင်ပြီးအသက်ရှင်ရတဲ့အတွက်အရေးကြီးမဲ့လူတစ်ယောက်နဲ့စကားပြောကျင်တယ်လို့တောင်းဆိုပါတော့တယ်။ At1 မှာတော့ Batman ဟာ Bat Family နဲ့အနီးကပ်လုပ်ကိုင်နေစဉ်မှာဖက်စစ်စစ်သားအဖွဲ့တစ်ဖွဲ့ကအစင်းမြက်လက်နက်တွေကိုယူပြီးထွက်ပေါ်လာပါတယ်။သူတို့မှာ Scarecrow ရဲ့ကြောက်စိတ်အငွေ့ရှိပြီး Batman ဘော်ကိုအသုံးပြုလိုက်ပါတယ်။ကျောင်းရင်မှုအောက်ကိုရောက်သွားတဲ့ဗမန်ကဘယ်ရီကိုမြင်လိုက်ရပြီးအစားကိုပြန်သွားပါဆိုတဲ့စကားကိုလည်းကြားလိုက်ရပါတယ်။အတန်ကလူသားကတော့ဗလီကပျက်စီးတော့မှလို့လာပြောလာပြီး146အနီးမှာတော့ Anti Monitor က Dimension နဲ့ကိုလက်တစ်ဖက်ဝင်နိုင်လောက်အောင်ဖောက်ထွဲလိုက်တာကိုမြင်လိုက်ကြပါတယ်။သူက Anti Matter စွမ်းအင်ကိုစုဆောင်းပြီးကဘာတွေကိုစက်ကပ်ပိုင်းအတွင်းဖျက်ဆီးနိုင်တဲ့လှိုင်းတွေကိုထုတ်လုပ်ဖို့ကြိုးစားပါတယ်။မတားနိုင်တော့တဲ့အခါမှာ Aquaman ကမိသားစုနဲ့နောက်ဆုံးအချိန်တွေကိုအတူရှိခြင်းလို့သူ့ကဘာကိုပြန်ဖို့ပေးဖို့တောင်းဆိုပါတယ်။ကဘာပြောက်ကွယ်သွားပြီး Anti Monitor ကလက်ကိုပြန်ဆုပ်ကအပေါက်လည်းပိတ်သွားပါတယ်။နောက်ပိုင်းမှာဗမန်ကစီကမ်းမှာနိုးလာပြီးအစိမ့်ငွေကြောင့်ဆဲကြသတိရနေခဲ့တာကိုသိလိုက်ရပါတယ်။ဒေါက်တာမင်းနိုင်ကလည်းရောက်လာပြီး Anti Monitor ဟာဘလီကိုထပ်မံဖောက်ထွင်းခဲ့တယ်လို့ရှင်းပြပါတယ်။
တစ်ဖက်ကကဘာတွေပျက်စီးနေတဲ့အချိန်မှာတော့ဘတ်မန်ကသူ့အိမ်မက်ကိုနားလည်နိုင်စေဖို့ဒေါက်တာဖိတ်နဲ့တိုင်ပင်ခဲ့ပါတယ်ဒေါက်တာဖိတ်ကဘတ်မန်ရဲ့အိမ်မက်ကိုစူးစမ်းရှာဖွေတဲ့အချိန်မှာဘတ်မန်ပြောခဲ့တာတွေကအမှန်တွေဖြစ်ကြောင်းကိုအတည်ပြုခဲ့ပါတယ်အိမ်မက်ထဲမှာဘယ်ရီကအစားကိုပြန်သွားပါလို့ပြောခဲ့တာကိုပါဒေါက်တာဖိတ်ကအတည်ပြုပေးခဲ့ပါတယ် Greenland နဲ့ဖြစ်တဲ့ John Stewart ကတော့အတူမှသူတွေ့ခဲ့တဲ့ John Constantine ကအကူအညီပေးနိုင်မယ်ထင်တယ်လို့ပြောလာခဲ့ပါတယ်။သူနဲ့အစပိုင်းတွေ့တုန်းကသူ့ကိုတန်တရားရှိခဲ့ပေမဲ့ Constantine ပြောခဲ့သလိုပဲအရာတွေကတကယ်ဖြစ်လာတဲ့အခါသူဟာဒီအရာအားလုံးကိုဖြေရှင်းဖို့အရေးကြီးတဲ့အချက်တစ်ခုဖြစ်နိုင်တယ်လို့ယုံကြည်ပါတယ်။သူတို့ John ကိုရှာဖို့လုပ်ကြပေမဲ့ John ကကဘာတွေထက်ကဘယ်နေရာမှာဆိုရောက်နေလောက်မယ်လို့ပြောပါတယ်။ Robin ကတော့အကြီးဆုံးစုံတော့ဖြစ်တဲ့ Batman ကအလွယ်တကူပဲရှာတွေ့နိုင်တယ်လို့ပြောလိုက်ပါတယ်။အသက်ရှင်မှာ John Constantine ကအရက်လုံခြုံတော့ပြီးသူ့ကိုယ်သူပြက်စီးအောင်လုပ်နေတာဖြစ်ပြီးအရက်ဆက်တော့နိုင်ဖို့အပြည့်လူတွေထမှာငွေတွေတောင်းနေပါတယ်။အဲ့ဒီအချိန် Justice League အဖွဲ့ဝင်တွေဖြစ်တဲ့ Batman, Wonder Woman, Greenland နဲ့ Doctor Fate တို့ကအရက်ဆိုင်တွေကိုရုတ်တရက်ဝင်လာကြပါတယ်။ Batman ကတော့ဒီအရက်ဆိုင်ဟာအင်အားကြီးမားတဲ့ Magic စွဲအနေနဲ့အစိမ့်မြင့်ပေါင်းစပ်ထားတဲ့နေရာဖြစ်လို့ Constantine ကိုရှာတွေ့နိုင်ခဲ့တာဖြစ်တယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့ Constantine ကသူ့ရဲ့အတိတ်ကမှတ်ဉာဏ်တွေကိုမမှတ်မိတော့ပါဘူး။သူ့နာမည်ကိုတော့မကြားသေးခင်ကမှသိလာခဲ့တာပါ။ဒါကြောင့် Doctor Fate က Magic ကိုသုံးပြီးသူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်လည်ရောက်ယူစေပါတယ်။ Batman ကတော့ Constantine နဲ့ Marvel နဲ့ Chris နဲ့ကြားကဆက်သွယ်မှုကိုသိကျင်နေပါတယ်။ရုတ်တရက်သူတို့နှစ်ယောက်ဟာဖျားသခင်ရဲ့အပြည့်ပေးခြင်းကိုကိုစားပြုတဲ့နတ်ဖျား Spectra ရဲ့ရှေ့ကိုရောက်သွားကြပါတယ်။အဲ့ဒီမှာသူတို့မြင်လိုက်ရတာက Justice League အဖွဲ့ဟာဓာတ်ဆိုင်နဲ့သူ့တပ်တွေကိုအနိုင်ယူနိုင်ခဲ့ပေမဲ့ Constantine က Flash ကိုအတိတ်ကိုပြန်သွားပြီးအရာအလုံးကိုပြန်လဲပြောင်းလဲဖို့ပြောလိုက်ပါတယ်။အကြောင်းကတော့စစ်ပွဲမှာအလွန်မဲဆုံးရှုံးခဲ့ရလို့ပါ။ Flash ဟာအတိတ်ကိုပြန်သွားပြီးဓာတ်ဆိုင်ကခလေးလေးဖြစ်နေတဲ့အချိန်ကိုပြန်ရောက်သွားပါတယ်။ Constantine ကတော့ဓာတ်ဆိုင်ဟာထိုင်းလိုင်းမှာမပြောင်းလဲနိုင်တဲ့အချက်တစ်ခုဖြစ်ပြီးအရန်ကိုစွမ်းအားကြီးမားလာကြောင်း Marvel ရဲ့မဖြတ်နိုင်တဲ့အရာဖြစ်လာခဲ့ပါတယ်။ Flash ကခလေးဓာတ်ဆိုင်ကိုတတ်ဖို့တုတ်ဆိုင်နေချိန်မှာပဲ Constantine ကအရေးပေါ်အစီအစဉ်အဖြစ် Flash အနီးနားမှာရှိတဲ့သူတိုင်းကိုတေးစိနိုင်တဲ့ Magic ကို Flash ပေါ်မှာအသုံးပြုခဲ့ပါတယ်။တစ်ဖက်မှာတော့ Anti-Monitor ကပြန်လည်ပေါ်လာပြီးဒီတစ်ချိန်မှာအတူကိုပြစ်မှတ်ထားလာပါတယ်။သူရဲကောင်းတွေကတားဆီးဖို့ကြိုးစားပေမဲ့ Anti-Monitor လိုင်းတစ်ခုနဲ့အလင်းမြတ်ဖျက်ဆီးခံလိုက်ရပါတယ်။ Wonder Woman က Anti-Monitor ဟာဘလီကိုဘလို့ရှာတွေ့နိုင်ခဲ့လဲဆိုတာကိုစိုးရိမ်ပြီးအတွင်းပိုင်းကတယောက်ကသစ္စာပေါက်ထားတာဖြစ်နိုင်တယ်လို့ထင်ပါတယ်။ Lois Lane ကတော့ချက်ချင်းပဲ Les Luthor ကိုတန်တရားဝင်ပြီး Luthor ကလည်းကိုဝန်ခံလာပါတယ်လူသားကတော့သူမလောက်ခိုင်ရင်တော့ကဘာတွေဟာဗလိထဲမှာလူဦးရေများပြားခြင်းအပြောင်းလဲမတည်ငြိမ်တဲ့အာကာသနယ်ပယ်နဲ့အရင်းမြစ်နေပါမှုကြောင့်အလိုရောက်ပျက်စီးသွားမယ်လို့ပြောပါတယ်အန်နီမော်နီတာနဲ့သဘောတူညီမှုလုပ်ပြီးသူ့အားနည်းချက်ကိုသိဖို့အချက်လက်စုဆောင်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲနောက်မှာတော့အက်သရီကိုလှည့်ကွက်အဖြစ်အသုံးပြုပြီးအန်နီမော်နီတာကိုတိုက်ခိုက်ဖို့စီစဉ်ပါတယ်အန်နီမော်နီတာကိုမတားနိုင်ခဲ့ပေမဲ့လူသားကသူ့အားနည်းချက်ကိုရှာတွေ့ခဲ့ပြီးအဲ့ဒါကအလင်းစွမ်းရင်ဖြစ်ပါတယ်ဒါတော့လိုက်ကတော့ငကိုက Justice League ကအလင်းအားလုံးကိုသုံးပြီးတိုက်ခိုက်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးလူသားကတော့နေကိုအသုံးပြုမယ်ဆိုရင်တော့အရာကောင်းရနိုင်တယ်လို့ပြောလာပြီးစူပါမန်ကိုနေ52လုံးရဲ့စွမ်းရည်တစ်လုံးကိုစုပ်ယူစေကအန်နီမော်နီတာကိုဖျက်ဆီးလိုက်ဖို့လူသားကပြောပါတယ်လူရဲ့လိန်ကပြင်းပြင်းထန်ထန်ကန့်ကွက်လာပြီး Mr. Traffic ကလည်းအဲ့ဒီစွမ်းရည်ကိုတစ်ချိန်နဲ့ထုတ်လုပ်လိုက်ရင်စူပါမန်တော့အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်စူပါမန်ကအခြားဘီလီယံချီတဲ့လူတွေကိုကယ်နိုင်မယ်ဆိုရင်သူ့အသက်ကိုဆွန့်လွတ်လိုက်ရတာကတန်တယ်လို့ပြောပါတယ်စူပါမန်လည်းပထမဆုံးနေအောင်စွမ်းရည်ကိုစုပ်ယူဖို့ထွက်သွားချိန်မှာပဲခါရာကသူ့ရှိကိုထွက်လာပြီးသူမကမော်နီတာရဲ့အစွမ်းကိုရထားတာကြောင့်သူမပဲနေအောင်ကိုစုပ်ယူမယ်လို့ပြောကထွက်သွားပါတော့တယ်စူပါမန်ကသူမနောက်ကိုလိုက်ဖို့လုပ်တဲ့အချိန်မှာကပတိန်အဒန်ကတားလာပြီးအန်နီမော်နီတာပြန်လဲပေါ်လာပြီးလို့ပြောပါတယ်စူပါမန်ကသူ့ရဲ့ကောင်းအားလုံးကိုစုစီပြီးအန်နီမော်နီတာရဲ့အလွှာတနေရာထဲကိုပဲအင်အားအလုံးစုပြီးတိုက်ခိုက်ပါတယ်ဒါမှခါရာကအတွင်းပိုင်းကနေဖျက်ဆီးနိုင်မှာပါဒါပေမဲ့သူတို့ရဲ့တိုက်ခိုက်မှုတွေကအန်နီမော်နီတာရဲ့အလွှာကိုမဖောက်နိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာစိတ်ထိန်ချုပ်ခံထားရတဲ့လက်လူသားက Cosmic Tower တွေကိုပိတ်ခိုင်းလိုက်ပါတယ်အဲ့ဒီ Tower တွေဟာသူတို့ကိုဗလိထဲမှာထိန်းထားပေးတဲ့အရာတစ်ခုတည်းဖြစ်ပါတယ်စူပါမန်ကတစ်ခုခုကိုခံမှန်းလိုက်ပြီး Mr. Terrific ကို Tower တွေအားလုံးကိုပိတ်ခိုင်းလိုက်ပါတယ်အဲ့ဒီ Monitor ကပြန်လည်တိုက်ခိုက်တဲ့အချိန်မှာအင်အားကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုကသူ့အလွှာတွေကိုဖောက်ထွင်းနိုင်ခဲ့ပါတယ်နောက်မှသိလိုက်ရတာကအဲ့ဒီတိုက်ခိုက်မှုဟာမာတင်ဝါဝေါရဲ့အင်အားဖြစ်တဲ့ဆိုတာပါပဲဝါဝေါရဲ့အင်အားကိုပါသုံးပြီးတော့အန်နီမော်နီတာရဲ့ကာပါကိုမဖောက်နိုင်သေးလို့ခါရာကအတွင်းကနေမဖြတ်နိုင်သေးပါဘူးအဲ့ဒီအချိန်စူပါမန်ကဂျွန်ကိုဝါဝေါရဲ့စွမ်းရည်အကြောင်းကိုမေးပါတယ်ဝါဝေါကလူတွေရဲ့မုန်းတီးမှုနဲ့ကြောက်ရွံ့မှုကြောင့်အင်အားရထားတယ်လို့ထင်ခဲ့ပေမဲ့ဂျွန်ကတော့စိတ်ခံစားမှုတစ်ခုတည်းကိုစူးစီးနိုင်ရင်ဘယ်ခံစားချက်မှမဆိုအင်အားဖြစ်နိုင်တယ်လို့ပြန်ပြောပါတယ်ဒါကြောင့်ဂျွန်ကချားကိုအကူအညီတောင်းပြီးကမ္ဘာအားလုံးမှာရှိတဲ့လူတွေကိုစိတ်ခံစားမှုတစ်ခုတည်းနဲ့ချိတ်ဆက်စေလိုက်ပါတယ်အဲ့ဒီအချိန်ဝါဝေါကလည်းလူတိုင်းရဲ့စိတ်ခံစားမှုကိုစိုးပြီးအင်အားလုံးကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုကိုလွတ်နိုင်ခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်အန်နီမော်နီတာမှာအကြီးမားဆုံးအပေါက်တစ်ခုပေါ်လာပါတယ်အဲ့ဒီအခိုက်အတန့်ကိုအသုံးချပြီးခါရာကနေစွမ်းရင်ကိုအတွင်းပိုင်းကနေလွှတ်လိုက်ပြီးအန်နီမော်နီတာကိုလုံးဝဖျက်ဆီးလိုက်ပါတယ်နောက်ပိုင်းမှာစူပါမန်ကအပြန်စည်းတွေကြားတဲ့ကခါရာရဲ့အသက်မရှိတော့တဲ့ကိုခန္ဓာကိုတွေ့ပြီးဝမ်းနဲ့သွားအော်ဟစ်လိုက်ပါတယ်မိသားစုဝင်တယောက်ကိုဆုံးရှုံးလိုက်ရတာကြောင့်စူပါမန်မျက်ရည်တွေနဲ့သတိရနေချိန်ဒေါက်တာဖိတ်ကဗန်မန်နဲ့တခြားသူတွေကွန်စတန်တေးရဲ့မှတ်ဉာဏ်တွေကရှာရီခဲ့တဲ့အချက်လက်တွေကိုပြောပြလာပါတယ်ကွန်စတန်တေးကမာဒီဘက်မတိုင်ခင်ကရှိခဲ့တာဖြစ်ကြောင်းနဲ့သူ့ရဲ့အမှားတစ်ခုကြောင့်ကမ္ဘာအပြိုင်တွေဝေးဖွားလာခဲ့တာဖြစ်ကြောင်းကိုပါရှင်းပြပါတယ်မူလကမ္ဘာဟာဓာတ်ဆိုင်ကြောင့်တိမ်မိုက်ဖြစ်စည်းခံခဲ့ရပြီးကွန်စတန်တေးကဘယ်ရီရဲ့အကူအညီနဲ့ဓာတ်ဆိုင်ကိုဖယ်ရှားလိုက်တဲ့အခါအချိန်ရ flat white ကိုဖျက်လိုက်သလိုဖြစ်သွားပါတယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းကဖြစ်နိုင်ခြင်းအသစ်တွေကိုဖန်တီးပြီးအဆုံးမဲ့ကမ္ဘာတွေကိုဖြစ်ပေါ်လာစေပါတယ်ဒါပေမဲ့စကြဝဠာဟာအဆုံးမဲ့ကိုယ်ဝါးတွေကိုမထိန်းထားနိုင်ပါဘူး
ဒါကြောင့်ပဲအန်နီမော်နီတာတို့တက်တော်ဝါတွေကိုစက်ကြောဝါကဖန်တီးလာတာဖြစ်ပါတယ်ဒါကိုကြားပြီးတဲ့နောက်မှာဂျွန်ကအန်နီမော်နီတာတို့အကောင့်တွေအများကြီးရှိနေပြီလို့ပြောလာပြီးအန်နီမော်နီတာအုပ်စုကြီးတစ်ခုကအန်နီမတာလိုင်းတွေတုံးပြီးကဘာတွေကိုအလျင်အမြန်ဖျက်ဆီးနေတာကိုမြင်ရပြီးအားလုံးကြောက်ရွံ့သွားကြပါတယ်ဘာလို့ရမလဲဆိုတာကိုစဉ်းစားနေချိန်ဘက်ကဲကခါရာပြောမှုတဲ့အကြောင်းကိုပြန်ပြောပြပါတယ်လေဂျင်မှာအန်အိုးဘယ်အရာတွေကိုဖန်တီးနိုင်တဲ့ American Machine ဆိုတဲ့စက်တော်ရှိတယ်လို့ဆိုပါတယ်အန်နီအလွန်ကြီးတို့ Pocket Dimension ထဲမှာတင်ထားရပါတယ်စက်ကိုသူတို့စကန်တီယူလာတဲ့အခါမှာတော့စက်ကဘာမှကိုမတုတ်ပြန်မဟုတ်ဒါပေမဲ့ခက်တာကရာစုနဲ့များစွာအသုံးမပြုရသေးတဲ့စက်ကိုဘလို့ level အောင်လုပ်ရမလဲဆိုတာကိုပါအဲ့အချိန်အတူကဝန်တာဝူမန်ကမတင်နိုင်တဲ့လူတယောက်ကိုပေးမဲ့ဆိုရင်ရောလို့မေးလာတော့အတူကစူပါမန်ကကန့်ကွက်လာပြီးသူ့အသက်ကိုပဲဆွန့်လွတ်လိုက်မယ်လို့ပြောပါတယ်ဒါပေမဲ့ဝန်တာဝူမန်ကဒီအလုပ်ကိုသူမသာလုပ်နိုင်တယ်လို့ဆိုပြီးဆက်နဲ့သူနဲ့ကိုအချိတ်ဆက်လုပ်လိုက်ပါတယ်ရုတ်တရက်ဆက်ကစွဲနေလို့ကြလာပြီးကဘာလုံးတစ်လုံးကိုပြလိုက်ပါတယ်အားလုံးအံ့အားသင့်နေကြခြင်းစပက်ထရာကပေါ်လာပြီးအထဲကိုသာဝင်သွားလိုက်မယ်ဆိုဒီမညံတွေကိုမမှတ်မိတော့ပေမဲ့ဟိုမှာတော့အစိပ်ပိုင်းတစ်ခုအဖြစ်ပေါင်းစည်းသွားမယ်လို့ပြောပါတယ်အဲနောက်မှာတော့လူတိုင်းပေါ်တဲ့ထဲကိုတယောက်ပြီးတယောက်ဝင်သွားပြီးအတိတ်ဘဝတွေမိတ်ဆွေတွေကိုနှုတ်ဆက်ကအထဲကိုဝင်သွားကြပါတော့တဲ့အဒီမတာလိုင်းကဝါဝိုးကိုဖုံးလန်းသွားချိန်စပက်ထရာရဲ့ကော့စတန်တိရဲ့မိကုန်းနဲ့အရန်ပေးများတဲ့မျက်နှာမရှိတဲ့ဘဲရဲကအဲကဘာထဲကိုဝင်ဖို့ညင်းဆိုကတစ်ဖက်ကိုသာထွက်သွားလိုက်ပါတယ်နောက်ပိုင်းမှာကျုံးရဲ့ကားမတွေပေါ်မှာဒိုင်ယာနာတယောက်ကစားနေပြီးသူမအမေကတော့သူ့ကိုတတိထားဖို့ပြောကမင်းသမီးတွေကမသိမျိုးမဟုတ်ဘူးဆိုတဲ့အကြောင်းမှပြောလာပါတယ်ဒီလိုနဲ့ပဲအဲကဘာမှာအရာအလုံးဟာတဖန်ပြန်လဲပုံမှန်တိုင်းဖြစ်သွားပါတယ်